တခြားအရာဒီအစီအစဉ်တွေထက်ပေါ့နော်ခရစ်စမတ်ရောက်တိုင်းမှာစိတ်ထဲမှာအလိုလိုအမြဲတမ်းဝမ်းမြောက်တယ်ပေါ့နော်ငငယ်တုန်းကဆိုလို့ရှိရင်ကျမရဲ့မွေးနေ့မွေးလာတကယ်အစ်စ်ကလည်းဒီဇင်ဘာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျမရဲ့မိခင်ကအမြဲတမ်းမွေးနေ့ရောက်တိုင်းမှာကျမကိုဆူတောင်းပေးတယ်ကျမမွေးနေ့ကျင်းပပေးတယ်ပေါ့နော်ခက်ခဲတဲ့သူအငယ်ဆုံးသောသူတွေကိုတွေးမွေးပြီးမှအမေကအငယ်ဆုံးသောသူတွေကိုအိမ်နီးနားချင်းတွေနဲ့အငယ်ဆုံးသောသူတွေကိုသူကိုယ်တိုင်ချက်ပြုတ်ပြီးကျွေးမွေးပြီးပေးကမ်းတကယ်တော့ပဲဝိညာဉ်ကောင်းဆောင်တွေကိုလည်းအမေကသူရှိတဲ့လောက်နော်သူတိတဲ့လောက်လေးပေါ့နော်သူလုံနိုင်တဲ့လောက်လေးအမြဲတမ်းအလူငွေလေးထက်လက်ဆောင်လေးပေးပြီးမှအော်နာလုပ်တာဖြစ်တယ်ဟာလေလုယာဆိုတော့အကြောင်းခရစ်စမတ်ရောက်တိုင်းမှာတကယ်ကိုကျမပေါ်တဲ့အမတ်တရားတွေအများကြီးပဲပေါ့နော်အဲ့လိုပဲခရစ်စမတ်တရက်မှာပဲမထင်မှတ်တဲ့ကြေကွဲစရာတွေလည်းဖြစ်ခဲ့တယ်ပေါ့နော်လုံးဝမိသားစုတစ်ခုလုံးကိုချင်းဖြစ်သွားစေတဲ့အချိန်ပေါ့နော်အဲ့ဒါလည်းခရစ်စမတ်ကာလမှာပဲဖြစ်ပါတယ်လို့ဒါပေမဲ့ကျမဒီနေ့ပြောချင်တာကတော့နော်ဒီနေ့ခရစ်စမတ်ရဲ့အတိတ်ပဲကလူတိုင်းကတော့နော်ကျမတို့ဒီမှာမသိတဲ့လူမရှိပါဘူးဆိုတော့ခရစ်စမတ်ရဲ့အတိတ်ပဲကတော့ပေါ့နော်ကျမတို့ဒီယေရှုခရစ်တော်ကကျမတို့လူသားတွေအားလုံးကိုနော်အပြစ်နွန်တွေကနေကယ်ချွတ်ဖို့ရောက်လာခြင်းဖြစ်တယ်ဟာလေလုယာဖခင်သခင်ကျမတို့ကိုပေးတဲ့အထူးလက်ဆောင်ဖြစ်တယ်ဟုတ်တယ်နော်ဆိုတော့ယေရှုတာမကြွလာခဲ့ဘူးယေရှုတာမမွေးဖွားလာခဲ့ဘူးဆိုလို့ရှိရင်ဒီနေ့ကျမတို့အပြစ်ငရဲကနေလည်းလွတ်မြောက်မှာမဟုတ်ပါဘူးနော်ယေရှုခရစ်တော်ရဲ့လူစားတိခံယူခြင်းမေတော်ရဲ့နာခံနှိမ့်ချခြင်းအဲ့ဒါကြောင့်ကျမတို့ကဒီနေ့ခရစ်စမတ်ပွဲကိုကျင်းပနိုင်တာဖြစ်တယ်ရှမတ်တဲ့အခန်းကြီး1ဆရာဖတ်ပြီးလို့ရလားအခန်းကြီး1ပေါ့နော်မတဲ့အခန်းကြီး1အငယ်1ကနေ7ပေါ့နော်ကျမတို့အဲ့ဒါလေးဖတ်သွားရအောင်သွားပေးတဲ့ဆရာကိုဖခင်တာယူကောင်းချီးပေးပါစေဆိုတော့ဒီမှာအားလုံးသိပြီးသားဖြစ်တယ်ဒါပေမဲ့ကျမဒီတလုံးမှာပေါ့နော်ကိုရောခရစ်စမတ်နဲ့ပတ်သက်ပြီးပြောစရာတွေတော့အများကြီးရှိတယ်ပေါ့နော်ရှူတောင်းမျိုးမျိုးကနေဒါပေမဲ့ကိုရောသမီးဘာပြောရမလဲဆိုပြီးဖခင်ကိုဆူတောင်းပြီးမေးတယ်ကျမဆူတောင်းတဲ့အခါမှာဖခင်ကဒီနှုတ်ကပတ်တော်ပေးတာဖြစ်တယ်ဟာလေလုယာဆိုတော့ဒီနေ့အရောက်တိုင်းကိုကောင်းချီးဖြစ်မယ်လို့ကျမအထူးယုံကြည်တယ်ဟာလေလုယာပဲအားလုံးမျက်မှောက်တော်ထဲမှာလန်းလန်းဆန်းဆန်းပဲနော်ဟာလေလုယာဆိုတော့ဒီကျမ်းစာမှာကြည့်ရင်နော်ယူဒပြည်ဗက်လင်မြို့၌ဟေရုမင်းကြီးလက်ထက်မှာတဲ့ယေရှုဖွားမြင်ခြင်းကိုခံတော်မူပြီးတဲ့မာကုပညာရှိတို့ကြီးအရှိပြည်ကယေရုရှလင်မြို့တို့ရောက်လာကြလင်တဲ့ဆိုတော့ဒီမှာတစ်ခုလုံးဖတ်သွားမယ်ဆိုရင်ပေါ့နော်ခုနဆရာပြည်သားလည်းဖတ်ပြီးသွားပြီသူတို့ကယေရှုခရစ်တော်မွေးဖွားမယ်ဆိုတဲ့နော်ဒီ prophecy ကိုရထားပြီးသားဖြစ်တယ်ဒီပညာရှိမင်း၃ပါးပဲပေါ့နော်ကျမ်းစာသမိုင်းမှာတော့၃ယောက်အတိအကျတော့မဟုတ်ပါတော့ဒါပေမဲ့ဘာဖြစ်လို့၃ယောက်လဲဆိုပေးတဲ့လက်ဆောင်၃မျိုးကိုအခြေပြုပြီးမှပဲပေါ့နော်၃ပါးလို့ပြောထားတာဖြစ်တယ်ပေါ့နော်ဒါဆိုတော့သူတို့တွေ၃ယောက်ရောက်လာတဲ့အခါမှာသူတို့ကိုလမ်းပြတယ်ဒီကျဲကအဲ့ဒီကျဲကတာမန်ကျဲနဲ့မတူဘူးနော်ကျမ်းစာမှာရေးထားတယ်နော်တကယ်ကိုအကြီးကြီးပဲတကယ်ကိုထွန်းလင်းတောက်ပပြီးမှတကယ်ကိုနော်အလွန်ကြီးမားတဲ့ကျဲဖြစ်တဲ့အတွက်သူတို့ကလည်းဒါကိုနှစ်ပေါင်းများစွာမျှော်လင့်နေတာဖြစ်တယ်သူတို့ကိုယ်တိုင်သူတို့ထဲမှာလည်းဗာလဲအလွန်ကြီးမားတဲ့မျှော်လင့်ချက်နဲ့သူတို့ဘာဖြစ်လဲကျဲနှုတ်ကိုလိုက်ခဲ့တာဖြစ်တယ်ဟာလေလုယာဒီနေ့ကျမတို့ရဲ့အသက်တာမှာလည်းနော် big dream နော်အကောင်းဆုံး plan တွေကျမတို့ပဲရှာနေတာဖြစ်တယ်မကောင်းတဲ့အရာကိုဘယ်သူမှမလိုချင်ဘူးနော်ဘယ်သူမှတော့တာမန် life နဲ့မနေချင်ဘူးဘယ်သူမှတော့ရိုးရိုးပေါ့နော်အကောင်းဆုံးညှော်လင့်ပြီးအကောင်းဆုံးဖြစ်ချင်တဲ့လူတွေပဲဖြစ်တာဟုတ်တယ်ကျမပင်လင်ပေါ့နော်ဒါကြောင့်မို့ဒီမှာဆက်ကြည့်မယ်ဆိုရင်သူတို့ရဲ့အဲ့ဒီခန်းညာထဲဝါတဲ့လောက်ထိတောက်ပတဲ့ခြေကိုကြည့်ချင်းအားဖြင့်သူတို့ကတော့ဟာသူတို့ညှော်လင့်တဲ့ဒီခရစ်တော်ကပေါ့နော်နန်းတော်မှာတကယ်ဘယင်နော်နန်းတော်မှာမွေးဖားမယ်လို့သူတို့ကထင်ထားတာဖြစ်တယ်နော်ဆိုတော့ဒါပေမဲ့အဲ့လောက်ထိကောင်းမွန်တဲ့အရက်ပေါ့နော်တကယ်နန်းတော်ကြီးမြတ်တဲ့နေရာကိုသူတို့ကိုဒီကျဲကဥဆောင်သွားလိမ့်မယ်လို့သူတို့ကဘာဖြစ်လဲထင်ခဲ့တယ်ဆိုတော့ဒါပေမဲ့ဘာဖြစ်လဲတကယ်တမ်းတော့ဒီကျဲကပဲရောက်သွားလဲဆိုတော့နွားတင်းကုတ်တစ်ခုနော်ရိုးရှင်းလာပြီးမှဗာလဲအစာကျွေးတဲ့နေရာမှာဘာဖြစ်လဲဆက်သွားမယ်ဆိုရက်သွားတယ်ကျဲကရက်သွားတယ်နော်သူတို့ရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်သူတို့မျောလင့်တာဟာခုနရှိမှပြောသလိုဒါပေမဲ့သူတို့စိတ်ပြတ်မသွားနိုင်ဘူးလားနော်စိတ်ပြတ်သွားနိုင်ပါတယ်ဒါပေမဲ့ကျမတို့တွေဘဝမှာလေတခါလေတကယ်ကျမငငယ်တုန်းကဆိုဖက်ကတ်မှနေခဲ့တာဆိုတော့လေနော်ဖက်ကတ်မှနေခဲ့တာဆိုတော့ကျမဘာမြင်ရလဲဆိုတော့လူတွေလေသူတို့ကြောက်ရှာတယ်လာပြီးမှမိသားစုတွေနဲ့ဝေးကွာပြီးမှသူတို့ဘာဖြစ်လဲတချို့တွေဆိုသူတို့ရဲ့ဘဝတွေအဲ့ဒီမှာကြောက်ရှာနေရင်လည်းဘာဖြစ်လဲဘဝတွေရှာတာကတစ်မျိုးဒါပေမဲ့ဘာဖြစ်လဲသူတို့ကိုဟိုမှာမျောလင့်တယ်လို့မဖြစ်လာဘူးလေအဲ့ဒီမှာဘာတွေပေါ်လဲမူးရဆေးတွေပေါ်တယ်နံပါတ်4အရင်ပေါ်တယ်အပျော်အပါးတွေပေါ်တယ်လောင်းကစားတွေပေါ်တယ်အဲ့ဒီခါကျတော့ဘာဖြစ်လဲသူတို့ရဲ့ life တွေကရည်ရွယ်ချက်နဲ့ရှာတော့ရှာနေတာပဲဒါပေမဲ့သူတို့ရဲ့ဘဝတွေတချို့တွေဆိုရင်နော်လူငယ်တွေပေါ့နော်တကယ်ကိုဘာဖြစ်လဲဘိန်းစားတွေဖြစ်သွားတယ်ဖိုးသမားတွေဖြစ်သွားတယ်နောက်ဆုံးဘဝပြက်ပြီးလမ်းဘေးမှာနော်စုပ်ပြတ်တတ်ပြီးမှတကယ်ပဲသူတို့လည်းအဲ့လိုဖြစ်ချင်မှာမဟုတ်ဘူး
ဘယ်သူမှတော့အဲ့လိုမဖြစ်ချင်ဘူးငါဟိုရောက်ပြီးဘိန်းစားဖြစ်ရမယ်ငါမရင်ငယ်ထားမယ်ပေါ့နော်ဒါမျိုးဘယ်သူမှဖြစ်ချင်တာမဟုတ်ပါဘူးဒါပေမဲ့ပြောချင်တာကသူတို့ကနော်မိသားစုတွေရှာဖွေကြတယ်ဘဝတွေရုန်းကန်ရင်းနဲ့သူတို့စ조사ရှာကြတယ်ကြောက်မြတ်ယတနာတွေသူတို့အနာဂတ်ကိုအကောင်းဆုံးပုံဖော်မယ်အကောင်းဆုံးဟိုအနာဂတ်ကိုတွားမယ်ဆိုပြီးမှလာရှာတဲ့လူတွေကြီးပါပဲဒါပေမဲ့ဘာဖြစ်လဲခုနလိုပဲသူတို့ disappointment ဆိုတဲ့စိတ်ပြတ်စရာအခြေအနေတွေနဲ့သူတို့ကြုံတွေ့ရတာတွေအများကြီးတွေ့ရတယ်တချို့ဆိုရင်စောစီစီတည်သွားတယ်အိုးကျမတို့အဲ့ဒီမှာဖက်ကမှနေတော့ကဆိုရင်ဟိုပိုင်ရှင်မဲ့အလောင်းနေလဲအဲ့လိုပဲဖိုးတမားတွေတိတ်နေပြီဆိုအဲ့မှာမြေတူးပြီးလာမြုပ်ပေးလိုက်ပြီစုလည်းမတောင်းဘူးတည်ရမလားအဲ့လိုမျိုးလေဘသူသားသမီးမှမသိဘူးဘသူအမျိုးမှလည်းမသိဘူးဖိုးတမားဖြစ်ပြီဆိုတော့ရုပ်ပြက်စင်းပြက်ဖြစ်သွားပြီလေရုပ်တွေလည်းမမှန်ပြီပိန်ချုံလမ်းဘေးမှာပြီးခိုးသူများရိုက်ထားဖက်ကမှဆိုတအားရိုက်တာမိပြီဆိုအသေးရိုက်တာကျမလေအဲ့ဒါတွေရိုက်တာမြင်တိုင်းလေနှလုံးထဲမှာမကောင်းသေးလားအော်သူတို့ခိုးတာတော့သူတို့လည်းစာလောင်လို့သူတို့လိုအဲ့လိုအဲ့လောက်ထိရိုက်ဖို့လိုလို့လားပေါ့နော်ဘာနဲ့တောင်နောက်ပိုင်းကျမကျန်းစာနှုတ်ကပတ်တော်တိလာတဲ့ခါမှာဘာနဲ့တောင်သွားပြီးမှမြင်အောင်လဲဆိုယေရှုလေယေရှုမာရိတမလားမကောင်းတော့မိန်းမလေသူ့ကိုခဲနဲ့ဝိုင်းပေါက်တဲ့ဟာကိုကျမမြင်အောင်လဲအော်လူတွေကတခုခုဆိုရင်လေဒီလောနဲ့ပေါ့နော်စီရင်ဖို့ဟုတ်ပါတယ်နောက်တစ်ခါမလုပ်ရဲဖို့လုပ်ပေမဲ့လူတွေကပြည့်ညတ်ထဲမှာဘယ်သူမှအတက်မှမရှင်းနိုင်တာမလုံးနဲ့ပြောပေမဲ့လူတွေကအချိန်တန်ရင်အထက်ကနေစားလာရင်အထက်ကနေဒီအသွေးအသားဒီဇာတိကပြန်မကောင်းတဲ့အရာကနိုးစော်လိုက်ဘယ်သူမှတိတယ်မကောင်းမှန်းသိပေမဲ့မလုံနိုင်ကြဘူးဆိုတဲ့အခါမှာအချိန်တန်ရင်ဘိန်းကွက်လာရင်ဗိုက်စားလာရင်မိသားစုကိုတချို့ဆိုမိသားစုရှိတယ်နော်မိသားစုလည်းရှိတယ်အဲ့တော့မွေးရဆေးဖြစ်တယ်မိသားစုလည်းကြွေးရမှာဆိုတော့ခိုးပြီလေသူတို့ဘာမှမလုပ်တတ်တဲ့ခါမှာအဲ့ခါကျရင်ရိုက်နေလူရုပ်တောင်မပေါက်ဘူးလုံးဝအရှယ်ရိုက်ကြတာဖြစ်တယ်လူလေးခါဆိုတချို့ဆိုရိုက်ခိုင်းနေတေးသွားတာတွေတောင်ရှိတယ်အပြောမယ်ဆိုတော့နော်ကျမအရင်စိတ်မကောင်းပေါ့လေဒါပေမဲ့အဲ့လိုပြောလို့တခိုးအားပေးတာတော့မဟုတ်ပါဘူးနော်ဒါတို့မှလည်းမလွဲတာတဲ့အခြေအနေတွေနောက်ဆုံးတကယ်ရွယ်ချက်ရှိခိုးတယ်ဆိုရင်တော့မှအဲ့ဒီနေရာမှာယေရှုခရစ်တော်တာဆိုရင်တော့အဲ့လိုလုပ်ပါမလားဆိုပြီးကျမစဉ်းစားမိတာပေါ့နော်တို့ဒီလိုလုပ်မှာမဟုတ်ပေါ့နော်အဖြစ်ကင်းတဲ့လူရှိရင်နော်ဝိုင်းပေါက်ပါစပေါက်ပါပြောတဲ့အချိန်မှာအဲ့ဒီနော်အားလုံးကတယောက်စဉ်းစားပြီးမှတယောက်မှဘယ်သူမှအပြစ်မကင်းဘူးလေအလောင်းပိုင်ရှင်မဲ့အလောင်းတွေပေါ့နော်အများကြီးမြုပ်နှံထားတယ်အဲ့နဲ့တရက်ကျတော့ကျမ9တန်းရောက်တဲ့ခါကျတော့အဲ့ဒီမှာဆိုရကနေပြီးမှအတင်းချိုင်းကုန်းကိုအမိန့်နဲ့တလေလာဖြတ်ဝိညာဉ်တွေကိုအမိန့်ပေးမောင်းထုတ်ပြီးမှတင်းချိုင်းကလည်းအကျဲဆိုတော့တို့ဒီចောင်းဆောက်ဖို့အလဲတန်းပေါ့နော်အလဲတန်းအထက်တန်းဆောက်တာဖက်ကမှာအလဲတန်းအမှဟိုးဖက်ကမှာတွားတက်ရတယ်ဆိုင်းတောင်မှာအဲ့ဒါအလဲတန်းဆိုတော့တို့ကအဲ့ဒီတင်းချိုင်းကုန်းကိုဖြတ်ပြီးမှចောင်းလောက်တာလောက်တော့လှုပ်ချင်းဖွင့်ချင်းမှာပဲကျေးဇူးတော်ကြောင့်ကျမတို့ကတက်ရတာဟာအိမ်သားလေးတယောက်တည်းမသွားရဲသီလားအကျိုးခုံနေတယ်လေဟာခြေတော့စူးသွားပြန်ပြီကြီးလိုက်လူရဲ့အယိုးသွားလူရဲ့သွားနဲ့ခြေတော့စူးမိတာတွေလူရဲ့ဥကောင်းတွေကလည်းခုနကမှဘောလုံးလိုယောက်ျားလေးတွေဆိုကန်နေတာတဲ့မလားဟုတ်ပြောချင်တာကအဲ့လိုပေါ့နော်ဒါပေမဲ့လူတွေဆုံးရှုံးတာကိုပြောတာပါကျွန်မပြောချင်တာကတော့ဘာလဲဆိုခရစ်တော်ကိုသူတို့ရှာတဲ့ရည်ရွယ်ချက်တွေရှာတာတော့ရှာနေကြတာပဲဒါပေမဲ့ဒီနေ့ကျွန်တော်တို့အသက်တာမှာဘာရှာတယ်လဲအကောင်းဆုံးကိုမျော်လင့်ရင်အကောင်းဆုံးကိုရှာနေရင်နဲ့ခုနလိုမျိုးမထင်မှတ်ထားတဲ့အခြေအနေ disappointment ဖြစ်တဲ့စိတ်ပြတ်စရာအခြေအနေကြုံရင်ကောကျွန်တော်တို့တွေလက်လျှော့ဖို့လားကျွန်တော်တို့ဘဝကိုဖြစ်တယ်လို့ဆက်သွားရမှာလားမဟုတ်ဘူးအဲ့ဒီအတွက်ဒီနေ့ဘယ်သူစမ်းကြွလာတာလဲဟာလေလုယာယေရှုခရစ်တော်ဒီဟူသောကျွန်တော်တို့ရဲ့ကယ်တင်ရှင်ဘုရားကြွလာတာဖြစ်တယ်ဟာလေလုယာမင်းသုံးပါဒီပညာရှိမင်းသုံးပါလို့ပဲပေါ့နော်ကျမတို့အသက်တာမှာရှာတယ်အကောင်းဆုံးဒီကျဲရတော့ဟာကျမတို့အခုဒီမှာကျမလည်းအမေရိကလာတဲ့အချိန်မှာအကောင်းဆုံးပဲမျောလင့်ပြီးလာတာပဲဒါပေမဲ့မျောလင့်တဲ့အတိုင်းဘုရားလုပ်ပေးပါတယ်ဒါပေမဲ့ကြားမှာဘာဖြစ်လဲစိတ်ပြက်စရာအခြေအနေမကြုံရဘူးလားကြုံရတယ်ကြုံရတာမှရက်ဆက်ယူပါယုံမှာဘုရားကတချို့တော့ခက်ခဲခြင်းတွေကြိုပြရင်ကိုကြောက်သွားမှဆိုလို့မပြဘူးဒါပေမဲ့ဖခင်ဘလို့ချီးမြှောက်မယ်ငါသမီးအေးဒါလေးတွေသူပြထားတယ်ဒါပေမဲ့တချို့တော့ခက်ခဲခြင်းတွေကိုဖခင်ကကျမတို့ကိုကြိုမပြထားဘူးနော်ကြိုမပြထားဘူးသူခေါ်တယ်ငါရှိတယ်ရေးပေါ်မှာရှောက်ငါနဲ့အတူသွားမယ်စကားတခွန်းကျမရဲ့အသက်တာမှာကျမလေအရန်အချက်အကြောက်ကြီးတဲ့သူဖြစ်တယ်ဒါပေမဲ့လောကမှာရှက်ကြောက်နေတဲ့အခါမှာပုံကွယ်နေတဲ့အခါမှာကျမတို့ရဲ့ဖြစ်ချင်းကိုကျမတို့မသိတော့ဘူးကျမတို့ကလောကမှာလာတာအိမ်ထောင်ပြုတ်မယ်သိရမလားအဖေဆိုလဲပတ်စံရှာမယ်တာသမီးတို့အကောင်းဆုံးလုပ်မယ်အမိန်းမဆိုလဲအမျိုးသမီးတွေဆိုလဲအိမ်ထောင်တက်ပဲကျမတို့ဒီအတက်ပဲဘုရားရွေးချယ်ထားတာမဟုတ်ဘူးဟုတ်တယ်တဲ့အိမ်ထောင်ရှင်ကောင်းဖြစ်ကောင်းဖြစ်နေနိုင်တယ်တဲ့အိမ်ထောင်ရှင်မဖြစ်ကောင်းဖြစ်နေနိုင်တယ်တဲ့အမျိုးသားမရှိဘဲနဲ့တယောက်တည်းဘဝကိုရုန်းကန်နေတဲ့သူဖြစ်ကောင်းဖြစ်လိမ့်မယ်တချို့တွေကအမျိုးသားရှိတယ်ဒါပေမဲ့အားကိုးလို့မရတဲ့အရာတွေရှိတယ်ဘယ်လိုပဲဖြစ်ပါဒီနေ့ကျမတို့ဘဝကိုဘုရားကဒီလိုအခြေအနေမှာအဆုံးသတ်သွားဖို့ခေါ်ထားတာမဟုတ်ဘူးဟာလေလုယာအဆုံးသတ်သွားဖို့ခေါ်ထားတာမဟုတ်ဘူးဒီနေ့တဲ့ရဲ့အိမ်ထောင်ရှင်မကောင်းဖြစ်ဖို့မိခင်ကောင်းတယောက်ဖြစ်ဖို့ပဲအဲ့ဒါချက်လွန်ခဲ့တဲ့ဘုရားရဲ့ခေါ်ခြင်းဘုရားရဲ့အကြံစီတင်တို့အပေါ်မှာရှိတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ကျမတို့ဒီပညာရှိဒီမင်းသုံးပါလို့ပဲပေါ့နော်သူတို့ဘုရားခေါ်ဆောင်လာတဲ့အခါမှာကျဲကသူတို့လမ်းပြပြီးခေါ်ဆောင်လာတဲ့အခါမှာသူတို့ထင်တာကအကောင်းဆုံးလို့ထင်ပေမဲ့နောက်ဆုံးတော့ဘာဖြစ်လဲနွားတင်းကုတ်မှာအဆုံးသတ်တယ်အဲ့လိုပဲကျမတို့လည်းဘဝမှာအများကြီးဖြစ်တာဖြစ်တယ်ဟာအတင်းတော့စမယ်လောကဘုရားခေါ်တယ်ဒါပေမဲ့ဘာဖြစ်လဲလက်တွေ့မှာကျမတို့အစားပြုတဲ့အခါမှာလူမရှိဘူးနော်လိုအပ်တာတွေအများယုံကြည်ခြင်းနဲ့အကုန်အစပြုရတယ်ဟာယူပါယုံထဲမှာတော့လူတွေအများကြီးနဲ့သိရမလားပြီးတော့ကျမတို့လုံးဝဘလို့ဘာညာ
အခုအဲ့လိုပြောလို့လေကျမတို့ရဲ့အသင်းတော်ကအံ့ဩဖွယ်နော်အရှိန်အဟုန်နဲ့ဘုရားရဲ့ယေရှုနဲ့တိုးပွားနေတာဖြစ်တယ်ဟာလေလုယာဒါပေမဲ့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေကဒီလိုမတိုးတက်ခင်အခြေအနေမှာစိတ်မပြတ်ဘဲနဲ့ဟာလေလုယာအခြေအနေကတော့မကောင်းသလိုရှိပေမဲ့ဘုရားကိုကြည်ပြီးမှမျောလင့်ပြီးမှရှောက်လန်းလှုပ်ဆောင်တတ်ဖို့ဘုရားကဒီနေ့စကားပြောတာဖြစ်တယ်ဆိုတော့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေကတကယ်ပဲနော်အထူးမျက်နှာသာခံစားရတဲ့သူတွေဖြစ်တယ်ကျမတို့ကအခြေအနေနဲ့သွားတဲ့သူတွေမဟုတ်ဘူးကျမတို့ကအခြေအနေကောင်းမှသိရမလားကိုမျောလင့်တယ်လို့ကိုလိုချင်တဲ့အနေထားမျိုးရမှကိုမျောလင့်တယ်လို့ဖြစ်မှလူတွေကကိုကောင်းကောင်းဆက်ဆံမှအတင်းတော်မှာအရာအလုံးပြည့်စုံနေမှကြည့်လိုက်ရင်လက်ချိုးရည်လို့တော့ရတယ်ကိုးကွယ်မဲ့လူတွေဒါပေမဲ့အဲ့လိုအခြေအနေမကောင်းလို့ကျမတို့ကမကိုးကွယ်တော့ဘူးလားတရားဟောတယ်အခုကျမဒီမှာတရားဟောနေတယ်ကျမလူတစ်ထောင်လူတစ်တောင်းကိုဟောတကယ်တော့ကျမပြင်ဆင်တာဖြစ်တယ်ဟာလေလုယာကျမတို့အသင်းတော်ကမကြခင်မှာလူမြောက်များစွာပြည့်ရှာလာမဲ့အသင်းတော်ဖြစ်တယ် mega church ဖြစ်လာမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ကျမတို့ကဒီနေ့ disappointment ဖြစ်တဲ့အခြေအနေစိတ်ပျက်စရာအခြေအနေတွေဘယ်လိုပဲကြုံပါစေအဲ့ဒီစိတ်ပျက်စရာအခြေအနေမှာကျမတို့နော်ဒီမာကုပညာရှင်တွေလိုပဲခရစ်တော်ကိုစစ်ဖူးမြော်ဖို့ခရစ်တော်ကိုတွေ့အောင်ရှာဖို့ကျမတို့ရဲ့အသက်တာမှာလိုအပ်တာဖြစ်တယ်ဟာလေလုယာဆိုတော့ဒီနေ့ခရစ်စမတ်ကာလမှာဆိုရင်ပေါ့နော်လူတွေတော်တော်များများပျော်ကြတယ်ပါကြတယ်မယုံကြည်သူတွေပင်ပျော်ကြတယ်နော်လက်ဆောင်တွေဖလှယ်ကြတယ်တချို့တွေကတော့တောက်ကြစားကြပေါ့နော်ကောင်းပါတယ်တယောက်နဲ့တယောက်ဖလှယ်ကြတယ်ပျော်ပါကြတာစားတောက်ကြတာကောင်းပါတယ်ဒါပေမဲ့အဓိကပါလဲကျမတို့တကယ်ခရစ်တော်ကိုတင်းနှလုံးသားထဲမှာရှာတွေ့ပြီလားခရစ်တော်ကျမတို့တွေဘာလုပ်ပေးခဲ့တယ်ဆိုတာကိုတင်းသဘောပေါက်ပြီလားပညာရှိမင်းသုံးပါခဲ့သူကျမတို့ခရစ်တော်စီတာသွားဖို့ဖြစ်တယ်ဆိုတာပေါ့နော်ဒါကျမတို့ရဲ့အသက်တာမှာမျောလင့်ထားတယ်လို့မဖြစ်လာခဲ့ရင်လေကျမတို့ရဲ့ဆုတောင်းချက်တွေနော်ဆုတောင်းထားခဲ့တယ်ဆုတောင်းထားတယ်ဒါပေမဲ့အဲ့ဒါတွေဖြစ်မလာရင်ကောကျမတို့ပွင့်မလာတဲ့တကားတွေနော်ဟိုနေ့ကဆိုကျမတို့ home cell မှာညီကိုတယောက်သူဆုတောင်းတယ်သူအလုပ်တွေဘာတွေရဖို့ဘုရားကသူ့သားသမီးတွေကိုဗာပြောလဲမုတ်ကိုတောင်းရင်တဲ့ကြောက်ကိုပေးမဲ့ဖခင်ရှိသလားတဲ့ငါးကိုတောင်းရင်ဘာဖြစ်တယ်မွေကိုပေးမဲ့အဖေမျိုးမိဘမျိုးမရှိဘူးဆိုတော့လောကဖခင်တော်မှာဒီလိုမျိုးဆိုလို့ရှိရင်ကောင်းကင်အဖကတာ၍တောင်မှကျမတို့တောင်းတဲ့အရာကိုဝိညာဉ်တော်ကိုမပေးဘဲမနေဘူးတဲ့နော်ဒါကြောင့်မို့ကျမတို့အသက်တာမှာဒီနေ့ဆုတောင်းတယ်တကားတွေမပွင့်လာဘူးဆိုရင်ကျမတို့တခုပဲဘုရားသခင်ကတမင်အဲ့ဒီတကားကိုကျမတို့ကိုအခက်ခဲဖြစ်မှာဆိုလို့မဖွင့်ပေးခြင်းတာဖြစ်တယ်သူသားသမီးတွေဆုံးရှုံးမှာဆိုလို့မဖွင့်ပေးခြင်းဖြစ်တယ်ဟာလေလုယာပြီးတော့ကိုမျောလင့်ထားတဲ့အရာတဲ့ခုနရှေ့မှာပြောသလိုနှိမ့်ကြတယ်လို့ခံစားရတဲ့အခြေအနေတွေမှာရောက်တယ်ဆိုရင်ကောဘယ်နဲ့ပဲမှာပဲဖြစ်ဖြစ်အထူးအသင်းတော်မှာပဲဖြစ်ဖြစ်အဲ့ဒီအတွက်ကိုနှလုံးသား ready ဖြစ်ပြီလားဒါကြောင့်မို့ကျမတို့ဒီအဲ့လိုပြောလို့ဒီလိုမျိုးဘုရားသခင်ကအခြေအနေမကောင်းတဲ့အခြေအနေတွေလို့ထင်ရတဲ့အနေကနေပေါ့နော်အဲ့ဒီကနေပဲဘုရားရဲ့နမိတ်လက္ခဏာတွေပေါ်ထွက်လာတာဖြစ်တယ်ဟာလေလုယာကျမဆိုရင်ဒီမှာအခုကြောင်းတက်နေတာလေတစ်နှစ်ကျော်ပြီနော်ဘာအလုံးမှမရှိဘူးအဲ့လိုပြောလို့ပြင်းပြီးမှအလုံးမလုံးပဲအိမ်မှာဒီတိုင်းနေလိုက်စားလိုက်နေလို့ပြောတာမဟုတ်ဘူးနော်အလုံးတအားလုံးချင်တယ်နော်အလုံးလုံးဖို့အချိန်လေးရပါတယ်ဒါပေမဲ့အလုံးလုံးခွင့်ဘုရားကမပေးသေးဘူးဘာကြောင့်လဲဆိုကျမအစောပိုင်းနားမလဲဘူးဒါပေမဲ့ဘုရားသခင်ကသူနမိတ်လက္ခဏာနဲ့သူထောက်ပံ့ပေးခြင်းနဲ့ဆိုတာကိုသူထောက်ပံ့ပေးနေတယ်ဆိုတာကိုပြခြင်းလို့ဖြစ်တာဖြစ်တယ်ကျမတို့လုံနေတယ်ဆိုကျမတို့လည်းနည်းနည်းလုံတယ်ဆိုလို့ရှိရင်ဒါကြီးရတဲ့မလားဟိုဟာငါလည်းလုံတယ်ဆိုတော့ဘုရားရဲ့ကောင်းမြတ်ခြင်းကိုကျမတို့ဒီလောက်ထိထင်ရှားတော့မှာမဟုတ်ဘူးဒါကြောင့်မို့ခါလေးကျရင်ကျမတို့အခြေအနေတွေကကျမတို့မျောလင့်တယ်လို့မဖြစ်လာပေမဲ့အဲ့ဒီမမျောလင့်တယ်လို့မဖြစ်လာတဲ့အခြေအနေတွေကနေဘုရားရဲ့နမိတ်လက္ခဏာပေါ်ထွက်ဖို့ရန်ဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်ကျမဆိုအခုတစ်နှစ်ကျော်ပြီကျောင်းတော်ပြီးတော့မယ်ယေရှုတော်ကြောင့်ဘုရားကအံ့ဩဖွယ်ကျောင်းလခနောက်ကျတယ်ဆိုတာမရှိဘူးမျက်နှာမငယ်ရဘူးတိုင်းတစ်ပါးတွေလူမျိုးတကာတွေရှေ့မှာကျောင်းလခမပေးနိုင်3ရက်အတွင်း2ရက်အတွင်းချက်ချင်းထွက်ပေးရတာဖြစ်တယ်နော်လုံးဝကမ်းမမြင်လမ်းမမြင်လူအနေနဲ့ပြောမယ်ဆိုတော်တော်ကိုစွန့်စားရတာဖြစ်တယ်ကျွန်တော်ကျမတို့ဇနီးမောင်နှံဘုရားကိုပဲအားကိုးပြီးမှနော်ယုံကြည်ခြင်းနဲ့သွားနေတာဖြစ်တယ်ဒါကြောင့်မို့ခါလေးကျရင်ဘုရားသခင်ကကျမတို့ကိုနော်ကိုထင်ထားတာနဲ့ဘာမှမဆိုင်တဲ့အရာကိုကြုံစေတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကသူ့ရဲ့နမိတ်လက္ခဏာကိုထင်ရှားဖို့ဖြစ်တယ်ဒါကြောင့်စိတ်ပြတ်သွားဖို့မဟုတ်ဘူးနောက်ဆုတ်သွားဖို့မဟုတ်ဘူးကျမတို့နော်ရက်တန်သွားဖို့မဟုတ်ဘူးတော်ပြီကွာဆိုပြီးမှဘဝကိုဖြစ်တယ်လို့အချက်3ချက်လေးနဲ့ကျမသွားခြင်းတယ်အဲ့ဒါကတော့ကျမတို့ဘာလုပ်ရမလဲဆိုတော့ကျမတို့ရဲ့အသက်တာထဲမှာဒီရှာတာတွေတော့ကျမတို့အများကြီးရှာနေတယ်ဒါပေမဲ့ကျမတို့နွားစခွက်ထဲမှာမင်း3ပါးကယေရှုကိုရှာတွေ့တဲ့ကဲ့သို့ဖူးမြော်တဲ့ကဲ့သို့ကျမတို့ရဲ့အသက်တာအခက်ခဲတွေထဲမှာယေရှုခရစ်တော်ကိုရှာတွေ့ဖို့ရှာဖို့ရန်ဖြစ်တယ်ဟာလေလုယာဘုရားကနန်းတော်ထဲမှာအခြေအနေအရန်ကောင်းတဲ့ထဲမှာရှိပါတယ်ဒါပေမဲ့ဘုရားသခင်ကသူအတွေ့ခံတာတစ်ခါလေးကျရင်အဲ့လိုအခြေအနေမှာပဲဘုရားကအတွေ့ခံတာဖြစ်တယ်ဟာလေလုယာလူတစ်ယောက်ရဲ့အပေါ်ယံလူတစ်ယောက်ရဲ့အောင်မြင်မှုအပေါ်ယံသူ့ရဲ့ပတ်စံကြွယ်ဝမှုဒါတွေကိုပဲမကြည့်ဘူးဆိုတာဒီမင်း3ပါးရဲ့အသက်တာအဖြစ်ကြည့်ပြီးတွေ့ရတယ်
ဟုတ်တယ်သူတို့မျောလင့်တာတော့ခုနလိုနန်းတော်မှာဒါပေမဲ့နော်သူတို့နောက်လှည့်သွားလားမလှည့်သွားပါဘူးမလှည့်သွားဘဲနဲ့ဘာဖြစ်လဲသူတို့ဆက်သွားတယ်ဆိုတော့ကျမတို့ယုံကြည်သူတွေရဲ့အသက်တာမှာလဲယဉ်ကျေးတဲ့သူတွေရဲ့အသက်တာမှာလဲနော်ဖခင်သခင်ရဲ့အမြင်ရှိဖို့လိုတာဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့အခြေအနေတိုင်းမှာခက်ခဲတိုင်းမှာဖခင်ရှိကြောင်းကိုမြင်တတ်ဖို့လိုတယ်ဟာလေလုယာကျမ်းစာထဲမှာအခက်ခဲကြည့်မယ်ဆိုရင်လေယောသတ်နော်ယောသတ်ပုံမြင်ယောသတ်အကြောင်းအလုံးသိကြတယ်နော်သူ့ရဲ့ညီအကိုတွေသူ့ကိုဘာလုပ်ကြလဲအနိုင်ကျင့်တယ်ညှင်းဆဲနှိပ်စက်တယ်နောက်ဆုံးတပ်ဖို့အထိပါလုပ်တာဟုတ်တယ်နော်ဘုရားအခွင့်မရှိတဲ့အခါမှာတတ်လို့မရဘူးရောင်းစားလိုက်တယ်သူအဲ့ဒီသူအရှိမရထားတဲ့ယူပါယုံတွေကဘာလဲသူကတကယ်ကိုနော်ဒီညီအကိုတွေရဲ့ပြက်ဝတ်ချင်းကိုခံရမယ်နော်တကယ်ကိုသူရထားတဲ့ယူပါယုံကအဲ့ဒါဒါပေမဲ့သူတကယ်လက်တွေ့ကြုံတာကဘာလဲညီကိုတွေရဲ့အနိုင်ကျင့်နှိပ်စက်ခြင်းကိုရောင်းစားခြင်းကိုခံရတယ်နော်ဒါပေမဲ့အဲ့ဒီအခြေအနေမှာအဲ့ဒီမတရားမှုတွေအခြေအနေမှာ तू ကဘာလုပ်လဲကြည်နေရင်းနဲ့ကြည်နေရပါတယ် तू ဘာမှလုပ်လို့မရဘူး तू ဘာမှလုပ်လို့မရဘူး तू ဝိုင်းအနိုင်ကျင့်တယ်လေခါကျရင်တင်းတို့အသက်တာမှာလည်းကြုံဘူးတယ်မလားကိုလည်းဘာမှမတရားတာမလုပ်ဘူးကိုကဖခင်ရဲ့အဖေရဲ့အချစ်ခံရတဲ့အခါမှာတို့မနာလို့တယ်ကိုရဲ့ခေါင်းဆောင်ကကိုဟိုချစ်တာခံရတဲ့အခါမှာတချို့သောသူတွေမနာလို့တယ်ကိုရဲ့မောင်နှမအိမ်ထဲမှာကမိဘကိုချစ်တဲ့အခါမှာရောတတ်လို့ပဲမနာလို့ချင်းခံရတဲ့အခါမှာဘာဖြစ်လဲနော်မတရားတာလုပ်ခံရတယ်နော်ဆိုတော့ဒါပေမဲ့ရောတတ်ကအဲ့ဒီအခြေအနေမှာ तू ဘာလုပ်လဲကြည်ပဲကြည်နေရပါတယ် तू ဘာမှလုပ်လို့မရဘူးဒါပေမဲ့နော်ဘာဖြစ်လဲသူ့ကိုအိမ်မက်ပေးတဲ့ဖခင်အရှိမသူ့ကိုကြိုပြီးအိမ်မက်ပေးထားတဲ့ဖခင်ကို तू ဘာဖြစ်လဲအဲ့ဒီမတရားမှုတွေကြားထဲမှာ तू ဘာဖြစ်လဲအဲ့ဒီဖခင်တခင်ကို तू ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီနေ့ကျမတို့ရဲ့အသက်တာမှာနော်တကယ်ပဲဖခင်တခင်ကဘလောက်ပဲလူအခြေအနေတွေလူတွေဘလောက်ပဲအစိုးတွေကြံစီပါလေဖခင်ရဲ့ကောင်းတဲ့အကြံကပဲအဆုံးမှာတည်တာဖြစ်တယ်ဟာလေလုယာအဲ့ဒါတင်ပြီးသွားသလားဆိုတော့မပြီးပါဘူးနောက်တစ်ဆက်မှာလဲနော်နွားတင်းကုန်းတဲ့သူတဲ့ဗာလဲအချင်းထောင်လဲပြန်ရောက်တာဖြစ်တယ်နော်သူကအရန်ဘယ်လိုပြောမလဲဖခင်နဲ့တွားလာတဲ့အခါမှာသူနဲ့ဖခင်အတူရှိတဲ့အခါမှာသူကဘာလို့အောင်မြင်တယ်ဘာလို့မျက်နှာသာရှိတယ်သူထိသမျှကနော်တိုးပွားတဲ့အခါမှာဘာဖြစ်လဲပြီးရုပ်ကလည်းချောတယ်ဖခင်ဘုံနဲ့ပြည့်တဲ့လူကလေအထဲကနေဖခင်ရဲ့ဘုံကနော်ကိုကိုလက်ပစေတာဖြစ်တယ်အခါကျတော့သူ့ကိုဘာဖြစ်လဲဟိုအတိပါရဲ့ဇနီးမိန်းမကသူ့ကိုအရန်လိုချင်တာဖြစ်တယ်နောက်ဆုံးသူကဖခင်နဲ့ပြက်ပြက်ရက်တယ်ဖခင်နဲ့ပြက်ပြက်သွားတဲ့အခါမှာဘာဖြစ်လဲသူဖခင်ကမရွေးခဲ့ဘူးအဲ့ဒီပေါတိဖာရဲ့ဇနီးရဲ့မြူဆွဲတဲ့နောက်ကသူပါသွားမယ်ဆိုလို့ရှိရင် तू ဒုတိယဘယင်ခံမဖြစ်ပဲနဲ့ဒုတိယဘာဖြစ်မလဲယောက်ျားဖြစ်သွားမှာဒီနေ့ကျမ်းစာမှာလည်းပါလာခြင်းမပါလာမှာဒါကြောင့်မို့ကျွန်တော်တို့သွေးဆောင်မှုတွေဒီလိုနော်မလိုချင်တဲ့အခြေအနေဂျင်းနဲ့ချက်တယ်ပြီးသူထောင်ထဲသွားရတယ်ထောင်ထဲရောက်တဲ့အခါမှာ तू ဘာဖြစ်လဲအဲ့ဒီအတွေ့အကြုံတွေထဲမှာဒီခက်ခဲကြမ်းတမ်းတဲ့မပေးနိုင်တဲ့တစ်ခုပြီးတစ်ခုရဲ့အတွေ့အကြုံထဲမှာ तू ဘာဖြစ်လဲဖခင်သခင်ကိုရှာဖွေခဲ့တယ်တဲ့ဟာလေလုယာနော်ယောသက်ကဒါကြောင့်မို့ကျွန်တော်တို့လည်းမပေးနိုင်တဲ့အခက်အခဲတွေကြုံလာရင်စိတ်ပြတ်ဖို့မဟုတ်ဘူးဘုရားကျွန်တော်တို့ကိုမချစ်လို့မဟုတ်ဘူးအဲ့ဒီကြားထဲမှာကျွန်တော်တို့ကဘုရားကိုရှာတွေ့တာဖြစ်တယ်ဒီနေ့ကျွန်တော်တို့အမေရိကမှာအခုနော်အမျိုးမျိုးဒီ USCIS လာပါလေဒီဟိုဟာတွေအမျိုးမျိုးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ကောင်းဆောင်ကျွန်တော်တို့ရဲ့ဝိညာဉ်ဖခင်ကြီးဖြစ်တဲ့ဆရာကြီးစော်လင်းအောင်ကပြောတယ်သူဆုတောင်းပြီးဘုရားကိုမေးတယ်တဲ့ကိုရောဒါဘယ်လိုဖြစ်တာလဲပေါ့နော်အေးတဲ့နင်တို့ဆုတောင်းတာပြည့်ဖို့အကြောင်းပဲတဲ့ဘာလို့ဆိုလူတွေကအလုတ်အစင်ပြေတယ်နော်ငွေရေးကြေးရေးနဲ့အလုတ်နဲ့လုံးပန်းပြီးဖះเจ้าတော့မလာနိုင်ကြတော့ဘူးမလာခြင်းလို့တော့မဟုတ်ဘူးတချို့တွေကလည်းပင်ပန်းတယ်မိသားစုနဲ့နော်တယောက်တည်းအကူမရှိတဲ့အခါမှာပင်ပန်းတယ်လေနော်ကျမတို့ဒီမှာအလုတ်မလုပ်ဖြစ်ဘူးเจ้าတစ်ဖက်နဲ့မိသားစုနဲ့တောင်မှတခါလေအားရလေတခါလေတော့စိတ်ထဲမှာတော့ဟာလာမယ်တွေ့မယ်ဂတိပေးပေမဲ့တကယ်အဲ့ဒီရောက်လာရင်လေเจ้าစာတစ်ဖက်နဲ့နော်ဘာတစ်ဖက်နဲ့လူကပင်ပန်းပြီးမှလေဘယ်မှမသွားချင်မလာချင်တယ်လားအနားယူချင်တယ်ဖះနဲ့လည်းအချိန်ယူချင်တယ်စသဖြင့်ပေါ့နော်ဒါပေမဲ့ဆရာကြီးကဒါနိုးထမှုဖြစ်ဖို့အစတဲ့မလေးရှားမှာဆိုပါချစ်လေဒီရဲတွေအားလိုက်ဖတ်တဲ့ခါကျတော့လူတွေကဖျားပဲရှိတော့လေဖျားတပြီးအမမဖြစ်တော့ဘူးဆိုအကုန်နိုးထကုန်တော့တာဆိုတော့အမေရိကမှာဖျားကအခုနိုးထဖို့အတွက်နော်အစပြုနဲ့အရာဖြစ်တယ်နိုးထဖို့တဲ့လူတွေမျောလင့်ထားတာကဟာဖျားလူတွေလမ်းတကာထွက်ပြီးဟောမယ်ဟုတ်ပါတယ်ဟောနေကြပါတယ်ဒါပေမဲ့နိုးထမှုစပြုဖို့တဲ့ကျမတို့အရောက်ချင်းစီမှာပုံဖော်ထားတဲ့ဟာကတော့တမျိုးပေါ့နော်ဒါပေမဲ့ဖျားနီလန်းကခေါင်းကပြောလို့ဒီလို disappointment ဖြစ်တဲ့စိတ်ပြက်စရာအခြေအနေတွေနဲ့ဖျားကသူ့ရဲ့နိုးထမှုကိုပြင်ဆင်နေတာဖြစ်တယ်ပေါ့နော်ဟာလေလုယာဆိုတော့ကျမတို့ဒါကြောင့်မို့ကျမတို့ဒီနိုင်ငံမှာလည်းအခုဘာပဲဖြစ်ဖြစ်ပေါ့စိတ်ပြတ်ဖို့မဟုတ်ပါဘူးဘုရားကဝိညာဉ်ကောင်းဖို့ဟိုဘုရားသခင်ကဒီလောကမှာကျမတို့ကထာဝရနေရမယ့်နေရာမဟုတ်ဘူးလေဆိုတော့ထာဝရသူကကျမတို့နဲ့နေချင်တယ်အခုကျမတို့တော့ပြောင်းလဲပြီလွတ်မြောက်ပြီဒါပေမဲ့မပြောင်းလဲသေးတဲ့လူတွေမြောက်များစွာရှိတာဖြစ်တယ်ကျမတို့ဘုရားကပြီးခဲ့တဲ့ဒီ၄လလောက်ကအိမ်မက်ယူပါယုံတစ်ခုပေးတယ်ကိုတော့သမီးကိုတော့လူတွေကိုနှုတ်ကပတ်တော်ဘာဝင်ငါမလဲဖတ်တယ်ကျမ study လုပ်တယ်ဒါပေမဲ့အဲ့ဒါနဲ့သမီးမလုံလောက်ဘောနော်ကိုတော့ပြောစီချင်တဲ့ message လေးတော့ပေးပါဆိုဆူတောင်းတော့သူကျမအိမ်မက်ထဲမှာယူပါယုံတစ်ခုပြတယ်လူတွေအများ
ကြီးကွင်းပင်အဖြစ်ကြည့်လိုက်တိုင်းလူတွေကြီးပဲဒါပေမဲ့အဲ့ဒီမှာ rapture လာတော့မယ်နော်အဲ့ဒီမတိုင်ခင်မှာကောင်းကင်မှာကျမတို့နာရီတစ်ခုပြအဲ့ဒါအရင်တော့ဟောတော့ကလည်းပြောဘူးတယ်ပေါ့နော်ကောင်းကင်ရဲ့နာရီနဲ့လေ rapture လာဖို့9မိနစ်ပဲလိုတော့တယ်တအားနီးနေပြီကောင်းကင်ရဲ့နာရီနဲ့9မိနစ်ပဲလိုတော့တယ်အဲ့တော့ကျမလေဟာ9မိနစ်ဆိုတအားမြန်တယ်ပေါ့နော်တော်တော်မြန်တယ်ဘယ်လိုလုပ်ကြမလဲကြည့်လိုက်တဲ့ခါကျတော့အဲ့မှာလေ rapture မှာပါမဲ့လူတွေကအရင်တော့များပါတယ်ဒါပေမဲ့ကြံခဲ့တဲ့လူတွေကပိုများနေတယ်လူတွေအများကြီးမှာ rapture မှာပါမဲ့လူတွေကိုဒီဝိညာဉ်တော်သစိတ်ခတ်ထားတာလေအဖြူရောင်ဖဲပြားလိုမျိုးပေါ့နော်ဒါကျမကိုပြတဲ့ vision ပေါ့လေတယောက်နဲ့တယောက်တော့ဘူးအဲ့ဒါသစိတ်တွေခတ်ထားတာတွေ့တယ်ဒါပေမဲ့အဲ့ဒီမှာလူတွေအများကြီးကျမကိုဆက်ပြီးမှဘုရားကဟိုကြည့်လိုက်ရင်ဒီဘာပဲကြည့် screen နဲ့ကြည့် zoom ဆွဲတယ်လို့ပေါ့နော်ဘုရားကျမကိုနောက်တစ်ဆင့် zoom ဆွဲပြီးပြတယ်အဲ့ဒီမှာခုနပြောသလိုပဲ rapture မှာအများကြီးပါမယ်ဒါပေမဲ့ rapture မှာပါမဲ့လူထက်ကြံခဲ့မဲ့လူတွေကတော်တော်များတာအယက်များတာအဲ့ဒီမှာကျမကလေဟာအချိန်မရှိတော့ဘူးဆိုအဲ့ဒီမှာဘုရားကျမကိုရုပ်ရက်ပြပြီးခရစ်တော်ရဲ့နှလုံးသားကိုကျမကိုပြန်ခံစားစေတာခရစ်တော်ကလေသူ့လူတွေကြံခဲ့မှာကိုမလိုချင်ဘူးသူဒီမှာနေရစင်တိုင်းအဲ့ဒီပူပန်နေတာသူသားသမီးတွေနဲ့သူသားသမီးတွေငရဲသွားမှာသူကြောက်တယ်အဲ့ဒီသူ့ရဲ့နှလုံးသားကိုကျမကိုထည့်ပေးတဲ့ချိန်မှာကျမလေအိမ်မထဲမှာလေဘယ်လိုလုပ်မလဲဆိုသူ့တမလူကိုကျမအေဝံဂေလိပြောတယ်အချိန်မရှိတော့ဘူးယေရှုကြွလာတော့မယ်ဒုတိယအချိန်လာတော့မယ်အသက်တာတွေကိုပြင်ဆင်ရမယ်ဆိုပြီးမှကျမပြောတဲ့အချိန်မှာတယောက်နေရောက်ကျမပြောတယ်ဆိုတော့ဒါကြောင့်မို့ဒီနေ့ကျမတို့ဒီမှာရွေးချယ်ထားတယ်ဘုရားခေါ်ထားတယ်ခရစ်စမတ်ရဲ့အဓိပ္ပာယ်ကလည်းအဲ့ဒါပဲလို့ကျမကတော့ယုံတယ်ဒီနေ့ကျမတို့ကိုဘုရားကယ်တင်ပေးခဲ့တယ်ကျမတို့အနီးနားမှာရှိတဲ့လူတွေတော့ကျမဝန်တာထားပြီးဘယ်နည်းအေဝံဂေလိလုပ်တယ်လဲကျမတို့ရဲ့အသင်းတော်ကလည်းအေဝံဂေလိမလုပ်ရဲ့ဘုရားရဲ့အလိုတော်မပြည့်စုံမှုဖြစ်တယ်အတိတ်အရွယ်ချက်ကျမတို့အေဝံဂေလိလုပ်ဖို့ဖြစ်တယ်ဟာကျမတို့လုပ်လို့ဘာထိရောက်မှာလဲ no တယောက်ရတယ်ဝိညာဉ်တစ်လုံးထက်ဘုရားဘာဖြစ်လဲဝိညာဉ်တစ်လုံးကိုစัจ java တစ်ခုလုံးထက်တန်ဖိုးထားတဲ့ဘုရားဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ဒီနေ့ကျမတို့အသက်တာထဲမှာနော်ဒီနောက်ဆုံးတော့ကာလမှာကက်ယောဂါတွေဖြစ်တယ်စိတ်ပြက်စရာတွေခြေနေတယ်ဘယ်မှာချစ်မျောလင့်စရာမရှိဘူးဘယ်အရာမှကျမတို့ကိုအာမခံချက်မပေးဘူးမနှက်ပြန်ဘာဖြစ်မလဲဘယ်သူမှမသိဘူးဒါပေမဲ့အဲ့ဒီစိတ်ပြက်စရာအခြေအနေမှာဒီနေ့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေစိတ်ပြက်ပြီးထိုင်နေဖို့မဟုတ်ဘူးကျမတို့အားဖြင့်စိတ်ပြက်စရာအခြေအနေမှာကျမတို့အားဖြင့်အမောင်ဆုံးအချိန်မှာလောကသားတွေကကျမတို့အားဖြင့်အလင်းခရစ်တော်ရဲ့အလင်းပေါ်ထွန်းဖို့ဖြစ်တယ်ဟာလေလုယာရှာခရာဘာဘာဒါကြောင့်မို့ကျမတို့ဒီနော်ယောသက်လိုပဲပေါ့နော်ကျမတို့အလင်းလင်းဖို့ဖြစ်တယ်နိုင်ငံကိုပြန်ကျွေးနိုင်တဲ့သူမိသားစုကိုပြန်ကျေးဇူးပြုနိုင်တဲ့သူဖြစ်လာတယ်ဟာလေလုယာပြီးတော့နောက်ယောဘရဲ့အသက်တာကိုကြည့်အောင်ယောဘရဲ့အသက်တာလည်းကျမကျမ်းစာမှာဖတ်တော့နော်အားလုံးသိပြီးသားဆိုတော့သူမိသားစုတွေသူ့ရဲ့မိသားစုဝင်တွေသူ့ရဲ့ပိုင်ဆိုင်မှုအားလုံးတွေကိုသူဘာဖြစ်လဲဆုံးရှုံးသွားတာကိုသူတားနိုင်သလားမတားနိုင်ပါဘူးသူဘာလုပ်ခဲ့ရလဲမြင်ခဲ့ရတယ်ကြည်နေရတယ်သူမတတ်နိုင်ဘူးဒါပေမဲ့အဲ့ဒီဆုံးရှုံးမှုတွေကြားထဲမှာကြည်နေစင်မှာပင်ဘာဖြစ်လဲသူ့ကိုခွန်အားပေးတဲ့ဘုရားသခင်ကိုသူရှာဖွေခဲ့တယ်ဟာလေလုယာဒီနေ့ကျမတို့အသက်တာမှာမဆုံးရှုံးဘူးတဲ့သူတွေရှိသလားမရှိပါဘူးနော်တချို့ဆိုရင်မိသားစုဝင်တွေယောဘနေရာမှာကျမဖတ်ပြီးမှမျက်ရည်ကျတယ်ဟိုးပြီးခဲ့တဲ့နှစ်ပတ်လောက်ကခေါင်းဆောင်တယောက်ရဲ့နှလုံးသားဆိုတဲ့ဟာကိုကျမယောဘစီကခေါင်းဆောင်တယောက်ရဲ့နှလုံးသားကိုတင်ယူပြီးမှကျမ study လုပ်တဲ့အခါမှာဝါသူ့ရဲ့နှလုံးသားရကြောက်စရာကြီးငါတို့တခါလေဒီနှစ်ချက်လေး apple လေးတစ်ဖက်ကပျောက်တာတော့မှလူကလေကိုပစ္စည်းဆိုတော့ဥစ္စာချောက်တာတော့မဟုတ်ဘူးမယ်တန်ရောစင်ဖြစ်တယ်လေနော် lost ဒီဆုံးရှုံးသွားတဲ့ကိုတန်မိုးထားတဲ့အရာတစ်ခုကိုချစ်တဲ့အရာတစ်ခုပျောက်သွားရင်ဖြစ်တဲ့ခံစားချက်ကအဲ့ဒီမှာကျမခေါင်းကောင်းသိတာပေါ့နော်ဘဝမှာအများကြီးပဲကျေးဇူးတော်ကြောင့်ကျမတို့ကဒီမှာဆုံးရှုံးတဲ့သူတွေတယောက်မှမပါတော့ဟာလေလုယာဒါပေမဲ့ခုနလိုပေါ့နော်ဘုရားသခင်ကကျမတို့ကိုရွှေကဲသို့စစ်တဲ့အခါမှာတခါလေကြာရင်ကျမတို့မခံနိုင်တာတော့မပေးပါဘူးဒါပေမဲ့ကျမတို့ကိုဆွဲလန်းနေတဲ့အရာတွေကျမတို့ဘုရားနဲ့ကျမတို့ကြားမှာကိုယ်ကွယ်ခြင်းမှာ distract ဖြစ်စေမဲ့အရာအဟံသားဖြစ်စေမဲ့အရာတွေကိုတော့ဘုရားကတခါလေကြာရင်ဖယ်တတ်တာဖြစ်တယ်ပြီးတော့တာ၍ကောင်းတာပေးခြင်းတဲ့အခါမှာလေကျမတို့လက်ရှိတဲ့အရာကိုလည်းဘုရားကဖယ်ရှားလိုက်တာဖြစ်တယ်လူအနေနဲ့ဆုံးရှုံးရတယ်လို့ထင်ပေမဲ့ဘာဖြစ်လဲအဲ့ဒါကကျမတို့တာ၍ကောင်းဖို့ဖြစ်တယ်ဆိုတော့ဒီယောဘရဲ့အသက်တာမှာကျမကြည့်တဲ့အခါမှာနော်သူဘာဖြစ်လဲလူအနေနဲ့ဘယ်လိုခံနိုင်မှာလဲစဉ်းစားကြည့်ကိုချစ်တဲ့ကိုဖြစ်ရင်တော့မှခံတာသေးတယ်ကိုချစ်တဲ့သူတွေသူ့ရဲ့သားသမီးတွေသူပိုင်ဆိုင်တဲ့အရာတွေတရက်ထဲမှာအကုန်ဆုံးရှုံးတာလေနွားတွေတခြားအရာတွေအိမ်တွေဆုံးရှုံးတာတော့ခံတာသေးတယ်အခုသားသမီးဒီမှာမိဘတွေနော်မိဘဖြစ်လာမဲ့သားသမီးရှင်မိဘတယောက်ကလေကိုသားသမီးကိုဆိုဆုံးမတဲ့အခါတခါလေစူပူတာရိုက်တာတွေရှိပါတယ်နော်တွင်တင်ဆုံးမရပါတယ်ဒါပေမဲ့လေသားသမီးကိုဘယ်မိဘမှဆုံးရှုံးမခံခြင်းမှုဖြစ်တယ်အကောင်းဆုံးပဲပေးခြင်းတယ်ဒေါသထဲမှာပင်လေသူတို့အတွက်ဘယ်လိုပြောမလဲကောင်းတဲ့ဒေါသပဲသူတို့ဒီချိန်မှာနားလေချင်မှနားလေလိမ့်မယ်ဟာငါအနုကတော့ငါ့ကိုချိန်လုံးပဲစူနေတာပဲအနုကတော့ငါ့ကိုချိန်လုံးပြောနေတာပဲအနုကငါ့ကိုမချစ်ဘူးလားမသိဘူးဒါပေမဲ့အဲ့ဒါသူတို့ကြီးလာရင်သူတို့အဲ့လိုပြောလို့ဟိုအရန်ကြီးဟွာဖြစ်ပေါ်တော့မဟုတ်ဘူးတမန်တရားနဲ့အညီပေါ့
သူတို့ကိုတမန်တရားလမ်းကနေမလွဲသွားအောင်ကျမတို့ကအမုန်းခံပြီးမှ guide လုပ်ပေးနေတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ဘုရားသခင်ကကျမတို့ကိုနော်ပြောချင်တာကယောဘကတလောက်ထိဆုံးရှုံးသွားတယ်မိဘတယောက်ဘလောက်ဒီသားသမီးဆုံးရှုံးတဲ့ဟာကဘလောက်နာကျင်မလဲ तू ဘယ်လိုခွန်အားနဲ့ရှေ့ဆက်မလဲသူရဲ့ပိုင်ဆိုင်တဲ့အရာတွေထိုးတီတောင်ကသူ့ရဲ့ခန္ဓာကိုယ်မှာလဲဘာလဲဟိုအုံမခွက်နဲ့နော်ရားလုံးလို့လေလက်နဲ့တော့ကုတ်လို့မရတော့အဲ့ဒါနဲ့ထိုင်ကုတ်နေတယ်လို့အရန်တနာတယ်သိလားတတဲကိုပြောပြတော့လေတတဲထိုင်ရီတာလေရီတာအနုတလောက်ဒီတထဲကနေထိုင်ကုတ်နေတယ်ပြီးဒူးနှစ်ခုကြားမှာခေါင်းထည့်ပြီးမှသူနော်အဲ့လိုမျိုးသူပုံစံလေးတကယ်ကိုအနာတွေနဲ့ပိန်လီပြီးမှလေမိမကလည်းသူ့ကိုအပြစ်တင်ပြီလေနော်လောနင်းဒီဘုရားကိုဆုံးပြလိုက်တော့နင်းပါညာနဲ့ဆိုတော့ပြောချင်တာအနာမှာသူ့ကိုအားပေးမဲ့လူတယောက်မှမရှိဘူးဒီနေ့ဖြစ်တတ်တယ်နော်ကျမတို့ဝိညာဉ်ရေးရလဲပဲမြင့်လာတာနဲ့အမြတခါကြာရင်အနာမှာအားပေးမဲ့လူကျမတို့ကိုဆွဲခေါ်တိဆောက်ပေးမဲ့လူဘုရားတခါကြာဖယ်ပေးတတ်တယ်အခါကြာအယံခံစားရတာနော်ဒါပေမဲ့အဲ့ဒါဘာဖြစ်လဲကျမတို့တာရွေးရင့်ချက်ဖို့ဖြစ်တယ်ဟာလေလုယာကျမတို့တွေတာရွေးကြီးထွားဖို့ကျမတို့ဘုရားနဲ့ဓာတ်ရိုက်ဆက်သွယ်တတ်ဖို့ဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ဒါပေမဲ့အဲ့ဒီအချိန်မှာယောဘကဘာလုပ်လဲနော်သူ့ကိုခွန်အားပေးတဲ့ဘုရားသခင်ကိုမျှော်ကြည့်တယ်ခွန်အားပေးတဲ့ဘုရားကိုပဲရှာတွေ့ခဲ့တာဖြစ်တယ်ဟာလေလုယာသူဘသူကိုမှအပြစ်မတင်ခဲ့ဘူးဘုရားကိုလည်းသူတစ်ချက်မှအပြစ်မတင်ခဲ့ဘူးဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ကျမတို့ယောဘလောက်မဆုံးရှုံးသေးပါဘူးဒီမှာဆုံးရှုံးမဲ့သူတွေလည်းမဟုတ်ဘူးဟာလေလုယာဒီမှာယောဘလောက်ဆုံးရှုံးတဲ့လူတယောက်မှရှိလာမှာမဟုတ်တယ်လို့ရှိလည်းမရှိခဲ့ဘူးပါဘူးဒါကြောင့်မို့ဒီနေ့တင်တို့အသက်တာမှာဘာတွေပင်ပန်းနေလဲဘာတွေအခွင့်အဆုံးရှုံးတယ်လို့ခံစားရတယ်လဲတကယ်လည်းဆုံးရှုံးခဲ့တာလည်းရှိမှာပါဘာတွေရင်ဆိုင်ဖို့ရှိတယ်လဲမကြောက်ပါနဲ့အဲ့ဒီအထဲမှာဘုရားကတင်တို့ကိုအဲ့ဒီ disappointment ဖြစ်တဲ့အချိန်တွေမှာတင်တို့အားဖြင့်ဘုရားကိုလောကီသားတွေကတင်တို့အားဖြင့်အလုတ်ထဲမှာတင်တို့အားဖြင့်အသင်းတော်ထဲမှာတင်တို့အားဖြင့်တင်တို့ပတ်ဝန်းကျင်မှာတင်တို့နိုင်ငံမှာတင်တို့ရက်ကွက်မှာဘုရားကိုမြင်ဖို့ရန်ဖြစ်တယ်ဟာလေလုယာပြီးတော့နောက်တစ်ခုကျမတို့ဒါဝိဒ်မင်းကြီးဆိုလဲနော်အားလုံးသိတဲ့အတိုင်းပဲဒါဝိဒ်လဲသူရှောလူကသူ့ကိုအချိန်လိုက်တတ်တယ်နော်ဘယ်တော့မှလည်းဂတိမတီးဘူးဘယင်ညာသူပေးမယ်ပြောဘာလို့ပေးရင်ဘာပြောပင်ခဏနေကြစိတ်ကဖောက်ပြန်သွားပြီသူနှစ်ပေါင်းများစွာလိုက်တတ်တယ်သူကိုနော်နှစ်ပေါင်းများစွာစိတ်ဒုက္ခလိုက်ပေးတယ်ဘာဖြစ်လဲသူတောထဲမှာတောရဲ့တကယ်ဂူထဲမှာသူဘာဖြစ်လဲနေထိုင်ခဲ့ရတယ်ပုံနေခဲ့ရတယ်နော်ဒါပေမဲ့သူရေးသားထားတဲ့စာတွေကိုကြည့်လိုက်ပါသူလူတွေကိုအပြစ်တင်တာတဲ့ထာဝရဘုရားကငါဤခိုလုံရငါဤကြောက်ငါဤရဲတိုက်ဖြစ်တော်မူ၏လို့သူဘာဖြစ်လဲပြောခဲ့တာဖြစ်တယ်ဟာလေလုယာဒီနေ့ကျမတို့ဘဝမှာလည်းကြုံခဲ့ဘူးတယ်ပေါ့နော်အဲ့ဒါသူတို့အပြစ်ပြောတာမဟုတ်ဘူးဘုရားသခင်ကဒီကျမ်းစာမှာရှိတဲ့အရာတွေကကျမတို့ကခေတ်သစ်ဒါဝိဒ်တွေဖြစ်တယ်ခေတ်သစ်နော်ခေတ်သစ်အေဗြဟံတွေဖြစ်တယ်ခေတ်သစ်ယောသတ်တွေဖြစ်တယ်ဒါကြောင့်မို့သူတို့တော့အစိုးရကြီးမကြုံပေမဲ့ကြုံနေလဲကြုံလိုက်မယ်ရှိခဲ့ရင်လည်းရှိခဲ့လိုက်မယ်သူတို့ထက်လည်းပိုဆိုးတဲ့အခြေအနေလည်းရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့နော်ကျမတို့စိတ်ဖြတ်သွားဖို့မဟုတ်ဘူးဟိုပေါ့နော်ဒါဝိဒ်ကိုဘယင်တင်မြောက်မယ်ပြောပြီးမှရှောလူအထောင်ထောင်ဒါဝိဒ်အတောင်တောင်ဖြစ်လာတဲ့အခါမှာဘာဖြစ်လဲသူမနာလို့တယ်မနာလို့တဲ့အခါမှာအကြည့်ကတော့မနာလို့ခြင်းပဲဒါကြောင့်မို့ကျမတို့ရဲ့အသက်တာနှလုံးသားမှာလေသူတပါးကကိုယ့်ထက်ဖျားအသုံးပြုလာရင်ကိုယ့်ထက်အဆင်ပြေလာရင်ကျမတို့မနာလို့တဲ့စိတ်နှလုံးသားကိုမွေးမြူထားလို့မရဝင်လာတတ်ပါတယ်လက်ခနဲ့တစ်ခနဲ့ဝင်လာတတ်ပါတယ်ဒါပေမဲ့ဒါကိုကျမတို့ကဘာလုပ်ရမလဲနေရာပေးဖို့မဖြစ်မဟုတ်ဘူးဖယ်ရှားပြရမယ်ကိုခွန်အားနဲ့မတက်နိုင်ရင်ဘယ်သူရှိလဲကူမပေးမယ်ဝိညာဉ်တော်ရှိတယ်နှုတ်ကပတ်တော်လည်းရှိတယ်နှုတ်ကပတ်တော်ထဲမှာအကုန်ရေးထားပြီးသားဘယ်လိုမျိုးဒါကိုကျမတို့စေးကြောရမလဲဘယ်လိုစိတ်ထားရမလဲကျမတို့မလုံနိုင်ရင်ဘယ်သူမဆပေးနေတယ်လဲဝိညာဉ်တော်ရှိတယ်ဘုရားခင်ကကျမတို့ကိုနေရ book ပေါ့နော်အကုန်ပေးထားပြီးသားဖြစ်တယ်ဟာလေလုယာဆိုတော့မနာလိုခြင်းကတိတ်ကြောက်ဖို့ကောင်းတာဖြစ်တယ်ဒါကြောင့်မို့တူတာတကယ်ခေါင်းဆောင်ကောင်းဆိုရင်ပေါ့နော်သူစီကတင်ယူတယ်ဟာတက်လာတဲ့ဒီလူငယ်ကိုဘုရားတကယ်ကိုဘုရားအတွက်ရဲစွမ်းတတ်သိရှိတယ်တကယ်ကိုဒီသူတို့နှစ်ပေါင်းများစွာသူတို့ကြောက်လန့်ထွက်ပြေးအနိုင်ကျင့်ခံရတဲ့ဒီဘာတူလဲကောင်းပြတ်တဲ့ဂေါလိယက်သူတို့အမျိုးတွေကိုဒါဝိဒ်ကတစ်ချက်တည်းနဲ့တက်ပေးခဲ့တာလေကျေးဇူးတော်တင်ရမယ်သူနေရာမပေးချင်ဘူးသူတက်တာသွားမှကိုကြောက်တယ်အဲ့တော့ဘာဖြစ်လဲကြွယ်ရမှာသူ့ကိုတပုတ်လေးလွင့်ပြောတယ်လိုက်တက်တယ်နောက်ဆုံးအသက်အထိပါဆိုကျမတို့အသက်တာမှာလည်းကြုံဘူးပါတယ်ကျမဆိုလည်းကြုံဘူးတယ်ဘယ်နဲ့ဘယ်မှာတိုးမပေါက်အောင်မြို့ထဲမှာနေလို့မရအောင်ဒါဝိဒ်လိုပဲမြို့မှာနေတွေ့ရင်လိုက်တက်မှာလေတောထဲမှာပဲပုံနေရအောင်လုပ်တယ်နာမည်ကုန်တဲ့တင်းသိရမလားမကောင်းတာတွေလိုက်ပြောတဲ့ခါမှာဘယ်မှာလူအနေနဲ့သွားလို့မရတဲ့အထိဖြစ်သွားခဲ့တယ်ဒါပေမဲ့လေဘုရားသခင်ကတအားကောင်းမြတ်တဲ့ဘုရားဖြစ်တယ်အားလုံးရဲ့အထက်မှာဘယ်သူရှိတယ်လဲဘုရားသခင်ရှိတယ်ဘုရားသခင်ကြည်နေပါတယ်ဒီနေ့သင်တို့အပေါ်မှာမတရားလုပ်တဲ့သူအတွက်စိတ်ပူပန်ခြင်းမရှိနဲ့ဂလဲစားချေဖို့လည်းမလိုတခုပဲဂျေဇုတော်ချီးမွမ်းပါဂျေဇုတော်ချီးမွမ်းပါဘယ်အရာမဆိုဘုရားကအခွင့်မပေးရင်မကြုံဘူးဖြစ်တယ်ဟာလေလုယာဒီနေ့ကျမတို့ကိုဘုရားဘာဖြစ်လို့ဒါတွေပေးကြုံတယ်လဲဆိုတော့ကျမတို့တွေကိုဘုရားကအယမ်းချစ်လို့ပြီးတော့အယမ်းအသုံးပြုမှာဖြစ်လို့အယမ်းပိတ်သိက်ထားလို့ဖြစ်တယ်ဟာလေလုယာ history maker တွေဖြစ်လာမှာမို့လို့ဖြစ်တယ်ဟာလေလုယာ
နော်ဒါကြောင့်မို့ဒါဝိတ်ဆိုရင်နော်ဂူထဲမှာသူပုံအောင်နေရတယ်စဉ်းစားကြည့်လေချင်းကိုက်နော်အကောင်ကိုက်တော်ထဲမှာမီးမရှိဘာမရှိမီးထွင်းရင်လည်းမှာတို့ကလိုက်ကြည့်နေဆိုမိအောင်မယ်ပြီးရင်ဘယ်လောက်ထိလုံးလိဖြစ်မလဲနော်ကျွန်မစဉ်းစားရလေဒါပေမဲ့ပြောချင်တာဒါဝိတ်မင်းကတော်ထဲမှာတယောက်ထဲနော်ဘယ်လောက်အထီးကျန်မလဲမိသားစုတွေနဲ့ဝေးရတယ်ကြောက်ရွံ့မှာပဲတားရတရိษံတွေရဲ့ရန်ကိုလည်းကြောက်ရတယ်ဒါပေမဲ့သူဘာဖြစ်လဲအားငယ်မှာပဲဒါပေမဲ့ဘာဖြစ်လဲသူမလုံခြုံဘူးပေါ့နော်ပြောမယ်ဆိုလုံခြုံမှုမခံစားရဘူးသူဘယ်လောက်စိတ်ပြတ်မလဲခဏလည်းမဟုတ်ဘူးလေရှော့လို့ပြီးခဏနေစိတ်ကောင်းသွားလိုက်စိတ်ကမမှန်ဘူးခဏနေကျရင်ပြန်စိတ်ကမကောင်းတဲ့ဟာပြန်ဝင်လာလိုက်ဆိုတော့ဒါပေမဲ့ဒါဝိတ်ကအဲ့ဒီအခြေအနေမှာဂူထဲမှာထာဝရဘုရားကငါရဲ့ခိုလုံရငါရဲ့ရဲတိုက်ငါရဲ့ကိုးစားသောအစွမ်းတတိဖြစ်တယ်ဆိုပြီးမှနော်သူဘုရားကိုအဲ့ဒီအခက်ခဲကြားထဲမှာဂူထဲမှာယေရှုခရစ်တော်ကိုဘုရားရဲ့ကောင်းမြတ်ခြင်းကိုထာဝရဘုရားကိုသူရှာတွေ့ယဉ်ဤကျွမ်းဝင်ခဲ့တာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်မို့ဒီနေ့တော့ပြင်းကျက်တဲ့ယုံကြည်သူတွေကအခြေအနေတိုင်းအခက်ခဲတိုင်းမှာအမျက်ရအောင်လုပ်တယ်အဲ့ဒါပါလေဘုရားကိုရှာတယ်ဘုရားကိုရှာတယ်ကြုံရတဲ့ຢာတိုင်းကကျွန်တော်တို့ဘုရားကိုရှာဖို့ဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ကျွန်တော်ခက်ခဲတဲ့အခြေအနေမှာကျွန်တော်တို့ကနွားတင်းကုတ်မှာရောက်ပြီကဲတချို့တွေကလေအကောင်းဆုံးပေးဖို့ပြင်ဆင်ထားတယ်လက်ဆောင်တွေငါအကောင်းဆုံးဆက်ကပ်ဖို့လုပ်ထားတယ်ဒါပေမဲ့လက်တွေ့ကြုံလာတဲ့အခါမှာကိုကြီးပဲလုပ်ရတယ်ဟိုလူလည်းမရှိဘူးစသဖြင့်ပေါ့နော်စိတ်ပြက်စရာတွေမထင်ထားတဲ့စိတ်ပြက်စရာအခြေအနေတွေကြုံလာတဲ့အခါမှာဘာဖြစ်လဲကိုရဲ့အကောင်းဆုံးဆိုတဲ့အရာကိုမပေးချင်တော့ဘူးမန်းချန်နဲ့နန်းတော့မကြိုက်တဲ့အခါမှာဒီနွားတင်းကုတ်ထဲမှာပြင်လဲနော်အကောင်းဆုံးပေးဖို့ဖြစ်တယ်ကျမတို့နော်အကောင်းဆုံးပေးဖို့ဖြစ်တယ်ဒီနေ့ကျမတို့အတင်းတော်မှာလူအများကြီးမရှိသေးပါဘူးနောက်ဆုံးတစ်ယောက်ပဲရှိအောင်တော့လူတစ်ထောင်ကိုဟောတကယ်တော့တင်ဘုရားမျက်မှောက်တော်ထဲမှာပြင်ဆင်ပါအကောင်းဆုံးကိုပေးပါတင်မိဖို့ကြောင့်မှလုံနေရလားအကောင်းဆုံးဆက်ကပ်ပါဘယ်ကဏ္ဍမှာလဲအကောင်းဆုံးဆက်ကပ်ပါဟာလေလုယာဒီနေ့ပညာရှိတွေကဘာဖြစ်လဲနွားတင်းကုတ်ထဲရောက်တဲ့အခါမှာဟာငါတို့ထင်သားသလိုနန်းတော်မှာလည်းမဟုတ်ဘူးဆိုတော့ငါတို့လက်ဆောင်တွေပြန်ဖွက်လိုက်ရအောင်ပြန်ယူသွားရအောင်ကြံတာပဲပတ်စံလေးလောက်ပဲနည်းနည်းစားအိတ်လေးနဲ့ထည့်ပေးရအောင်မဟုတ်ပါဘူးသူတို့ယူလာတဲ့ဒီရွှေလောဘန်မုရုတွေကိုဘာဖြစ်လဲဆက်တခဲ့တယ်နော်ဆက်တခဲ့တာဖြစ်တယ်သူတို့ပြင်ဆင်လာတဲ့အကောင်းဆုံးကိုဆက်တခဲ့တာဖြစ်တယ်ဒါကြောင့်မို့ကျမတို့ကဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ကျမတို့မျောလင့်ထားသလိုမဖြစ်လာရင်လည်းကျမတို့အသင်းတော်မှာကျမတို့ရဲ့အကောင်းဆုံးကိုပေးရမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာနော်အစမပြေလို့ဆိုပြီးနောက်ဆုတ်သွားတာမျိုးမဟုတ်ဘူးအစမပြေလို့ဆိုပြီးမှနော်ကျမတို့ကအကောင်းဆုံးကိုမပေးဘဲနဲ့ဖြစ်တယ်လို့ပေးတာမဟုတ်ဘဲနဲ့ငါအားဖြင့်ဒီနေရာမှာကောင်းကြီးဖြစ်လာရမယ်ငါအားဖြင့်ဒီနေရာမှာတိုးပွားရမယ်နောက်ဆုံးဘုရားကမြင်နေတာဖြစ်တယ်ဘုရားကကျမတို့ဗလဲကျမတို့ရဲ့အကောင်းဆုံးကိုဘယ်လိုပေးတယ်လဲဆိုတာကိုဘုရားကြည်တာဖြစ်တယ်ဟာလေလုယာအဲကြောင့်မို့နော်ဒီဘုရားရဲ့ဒီအစမပြေနေတဲ့အချိန်မှာပြင်လဲကျမတို့ကတခါလီဘုရားကြီးကိုနာခံရတာတွေရှိတယ်နာခံရပါတယ်အဲ့ဒီနာခံရတဲ့အချိန်မှာကျမတို့နော်ကျမတို့ရဲ့ဘဝကို direction change ပေးတဲ့ဘုရားဖြစ်တယ်ဟာလေလုယာဒီကြည်နောက်ဆုံးချမ်းပါလေပြီးတော့မယ်နော်နောက်ဆုံးအပိုက်မှာကျမတို့ဒီမှာဒီအိမ်မက်ထဲမှာနော်ဟေရိုမင်းကြီးတန်တို့မပြန်ရမီအကြောင်းအိမ်မက်တွေဗျာဒိတ်တော်ကိုရရမိမိတို့ပြည်တို့အခြားသောလမ်းဖြင့်ပြန်သွားကြ၏တဲ့နော်ဆိုတော့ဒီနေ့ကျမတို့ဒီယေရှုခရစ်တော်ကိုရှာတွေ့တဲ့အခါယေရှုခရစ်တော်ကိုကျမတို့ရဲ့အသက်တာမှာအကောင်းဆုံးကိုနာခံပြီးပေးတဲ့အခါမှာခံစားချက်တော့မကောင်းဘူးနော်အခြေအနေတော့မကောင်းဘူးကိုမျောလင်းတယ်လို့မဖြစ်ဘူးကိုထင်သားတယ်လို့တော့မဖြစ်သေးပေမဲ့ကျမတို့ဘက်ကနေဘုရားကိုနာခံပြီးပါကျမတို့ထဲမှာဒီမင်းသုံးပါးကဲကိုတဲဆောင်လာတဲ့ဆက်တာကိုပြင်ဆင်လာတဲ့လက်ဆောင်အကောင်းဆုံးကိုဆက်တာပေးတဲ့ကဲတော့ကျမတို့လည်းအကောင်းဆုံးပေးတဲ့အခါမှာဘုရားကိုနာခံတဲ့အခါမှာဘာဖြစ်လဲဘုရားသခင်ကဒီတို့ကအဲ့ဒီဟိုလာရလမ်းတိုင်းပြန်မယ်ဆိုရင်တို့ခရစ်တော်ဘယ်မှာလဲဆိုတာလည်းသိသွားမယ်လိုက်တတ်မယ်တို့လည်းအသက်ခံရမှာပဲသတင်းပြတ်မှာဆိုလို့ပေါ့နော်ဆိုတော့တို့ဘာဖြစ်လဲတို့ဆုံးရှုံးမဲ့လမ်းကနေဘုရားကဘာဖြစ်လဲတို့ကိုလမ်းလွဲစေခဲ့တယ်နော်ဒါကြောင့်မို့ဒီနေ့ကျမတို့ဘုရားကိုနာခံဖို့တအားအရေးကြီးတာဖြစ်တယ်ဘုရားကိုယေရှုခရစ်တော်ကိုအခက်ခဲကြားထဲမှာဒီအခက်ခဲတွေကလည်းအမြဲတမ်းရှိနေမှာမဟုတ်ပါဘူးအဲ့ဒီအခက်ခဲထဲမှာဘုရားကိုရှာတယ်ဘုရားကိုကျမရဲ့ခိုလုံရကျွန်တော်ရဲ့ခွန်အားနော်ကျမရဲ့အစွမ်းတတိအရာခတ်သိမ်းဖြစ်တယ်ဆိုပြီးမှကျမတို့ရှာတွေ့မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဘဝမှာနော်ဘလောက်စာတန်ကထောင်ချောက်တွေနော်စာလံ60မှာဖတ်ကြည့်လိုက်ပါဘလောက်ကျမတို့မြင်ရတဲ့နေရာမှာရောမမြင်ရတဲ့နယ်ပယ်မှာလည်းဘလောက်ဒီဘေးအန္တရာယ်တွေကအမောင်ဖုံးလွှမ်းတဲ့ဒီလောကမှာဘလောက်အန္တရာယ်တွေရှိတယ်လဲဆိုတာစာလံ60ကိုဖတ်ရင်သိတာဖြစ်တယ်အဲ့ဒီအန္တရာယ်တွေထဲကနေဘုရားသခင်ကကျမတို့ကို direction လွဲပြီးကွယ်ကာပေးမှာဖြစ်တယ်ကျမဒါလေးနဲ့အဆုံးသတ်ခြင်းတယ်ကျမလည်းငယ်ငယ်တုန်းကပေါ့နော်အဲ့ဒီတုန်းက Sunday School တက်တယ်အခုလိုမျိုးဘုရားနဲ့တော့အရန်ကြီးမကြွမယ်ကျမဘုရားကိုချစ်တယ်ဖျား Sunday School ဆိုကျမအရန်တက်ကြွတယ်နှုတ်ကပတ်တော်တွေစားတယ်ပေါ့နော်အဲ့လိုမျိုးအတရက်တော့ကျမဟိုချစ်ရတဲ့အတော်ပေါ့နော်အတော်ကသူကအိမ်ထောင်ရေးမှာအဲ့လိုပေါ့နော်ခက်ခဲတယ်ငွေကြေးကတော့သူတို့အဆင်ပြေပေမဲ့အဲ့လိုပေါ့နော်အမျိုးသားနဲ့အမျိုးသားသူ့အမျိုးသားရဲ့ဘက်ကဒီရောက်မတွေကဒါဝိုင်းအနိုင်ကျင့်တယ်ဇနီးမောင်နှံရောက်ရန်ဖြစ်အောင်လဲသူ့အကိုအမျိုးသွေးထိုးဦးလေးကလည်းငယ်သေးတယ်သူတို့အိမ်ထောင်ရေးမစင်မပြောလက်တွေပါတယ်ဆိုတော့ကျမသူတို့နဲ့နေတဲ့ခါမှာအဲ့ဒီ trauma ပေါ့နော်အဲ့ရကြွေးတွေ့ကြုံခဲ့စိတ်မကောင်းပေါ့နော်အတော်လဲတနာတယ်တစ်ကနေဆိုရိုက်ပြီတစ်ကနေဆိုအဲ့လိုမျိုးကျမလည်းခဏကာတော့နှုတ်စီဘူးခွက်တယ်ကျမစီလည်းငါစီထီကဘာမှမပြောဆိုကာကျမကအတော်တေးလေးနဲ့လေကာကွယ်ပေးတာပေါ့နော်ဒါပေမဲ့တရက်တော့တော်ကြီးရန်ဖြစ်ကြတာ
တော်ကိုအဲ့မှာပွဲရဘယ်လောက်ထိကျန်းလဲသူရောင်းမ3ယောက်လုံး3ယောက်မပါတဲ့ရောင်းမအစားပါလာတာစာတန်လောက်တာပေါ့နော်အတော်မှာဘာဖြစ်မှလည်းမရှိပဲနဲ့အဲ့နဲ့အတော်လဲအဲ့လိုပေါ့နော်သပင်တွေဆွဲလမ်းမပေါ်မှာဝိုင်းပြီးလောက်ကြတာကျမကြည့်နေခဲ့ရတယ်တလားစိတ်မကောင်းဘာမျက်ရည်ပေါက်နဲ့ဒါပေမဲ့လေအဲ့နဲ့ကျမကအတော်ကကျမကိုထိမှဆိုးလို့လေနင်သွားလိုက်တဲ့ငါအသေးမထူးနေမထူးပဲတဲ့ငါဘွားသွားဆိုတော့သူကျမကိုအမျိုးအိမ်တစ်ခုသွားရှောင်ခိုင်းတယ်ညလည်းနဲ့လာပြီးရံဖြစ်တာမှပြီးသေးဘူးအဲ့ဒါ तू ကလည်းမထူးပေါ့နော်ငါတေးတေးရှင်းဘာဖြစ်ဘူးသွားနေကအနာဂတ်ရှိသေးတယ်နင်တို့အိမ်သွားဆိုမှကျမသွားခိုင်းလိုက်တယ်အဲ့ဒါကျမလည်းမသွားချင်ဘူးဒါပေမဲ့အတော်ကကျမကိုငိုပြီးអော်ပြီးပြောလာတော့ကျမလည်းသူ့စကားနားထောင်ပြီးကျမသွားလိုက်တယ်သွားတော့သူတို့ကအတော်ကိုရိုက်နဲ့စပင်းနေဆွဲရိုက်နဲ့လောက်ဆုံးလောက်ပြီးအတော်ကလည်းငိုပေါ့နော်အဲ့ဒါကျမသွားလိုက်တာအိမ်ရောက်ပြီနော်တောင်တက်ရတယ်လမ်းလျှောက်တော့မိနစ်15မိနစ်20လောက်ရှောက်ရောက်ပြီခဏပဲထိုင်သေးတယ်နော်လုံးဝနေလို့မရဘူးထူးကွာငါလည်းငါတော့တင်ငါလည်းတေမယ်ပေါ့နော်ငါတော့ငါဆုံးရှုံးမခံနိုင်ဘူးဆိုကျမအဲ့တော့ငါငငယ်လေးပဲရှိသေးတယ်9တန်းလောက်ပဲရှိသေးတယ်အခုတတဲအရွယ်လောက်ပေါ့နော်တတဲထက်တော့နည်းနည်းကြီးမယ်တင်တယ်ကျမတို့ငယ်တော့ចောင်းတက်နောက်ကြတော့လေနော်ဆိုတော့အဲ့နဲ့ပြန်လာတော့ခါကျတော့ဖြစ်ချင်တော့ကျမကအစောပိုင်းကလာမှာကဟိုဘက်လမ်းကနေလာမလို့ဒါပေမဲ့အဲ့ဒီလမ်းကနေလာဖို့လှုပ်တဲ့အချိန်မှာစိတ်ထဲမှာဖခင်တခင်ကအဲ့လမ်းကမသွားနဲ့ဒီဘက်လမ်းကနေသွားဆိုပြီးပြောတာအဲ့နဲ့ကျမလေးဒီဘက်ကိုသွားဆိုကျမဒီဘက်ကနေသွားလိုက်တဲ့အချိန်မှာရောက်တဲ့အချိန်မှာအရန်ပွဲကတော့ဟိုအဲ့ဒီအမျိုးသမီး3ယောက်မတွေ့ဘူးအဲ့နဲ့ဘယ်ရောက်နေဆိုနင်းကိုပါရိုက်ဖို့ဆိုပြီးမှနင်းကိုပါအဲ့လိုမျိုးစပင်ဆွဲပြီးမှနင်းကိုပါလမ်းပေါ်မှာလှုပ်ဖို့ဆိုပြီးမှနင်းနောက်လိုက်လာကြတယ်တဲ့ဟိုလမ်းထိပ်မှာချောင်းနေကြတယ်တဲ့ဖက်ကတ်မှာဆိုလေမရင်ငယ်တွေနော်ဘိန်းစားတွေဆိုအသေးဆော်တာလေလူတယောက်ကိုလမ်းပေါ်မှာရိုက်နေအောင်မှာတော်တော်များများကမရင်ငယ်မလို့မိန်းမတယောက်ရိုက်ခံနေတာဒါမရင်ငယ်မလို့ချတယ်လို့ပဲထင်မှာแล้วကျမတို့ကလေးပေါ့နော်အပြိုပေါက်လေးပေါ့ဟိုယောက်ျားတယောက်ရိုက်ခံတဲ့ဒါဖိုးတမဘိန်းစားတန်းနဲ့မမြန်ဆိုလဲသူဘိန်းခိုးလို့အဲ့လိုပဲလူတွေကတော်တော်ဝင်မပါကြအောင်ဆိုတော့ကျမလာအဲ့ဒီမှာအရိုက်ခံရမယ်စပင်ဆောင်ဆွဲခံရမယ်ရရဆက်လောက်ခံရမယ်ဆိုရင်တော်တော်ဘူးမှလာခဲ့မှာသူတို့စိတ်ကျေနပ်တဲ့သူတို့ရဲ့အသွေးအသားတို့ရဲ့ flash ကနေဖြစ်နေတဲ့ဒေါသတွေပောက်ကွဲမှုတွေအာသာပြေတဲ့အထိသူတို့ကျမကိုရရဆက်လောက်ကြမှာလေဒါပေမဲ့ကျမကဖခင်ခင်ကကျမကိုလေဒီဘက်ကနေမသွားနဲ့ဒီဘက်ကနေသွားဆိုကျမသွားလိုက်တဲ့အချိန်မှာသူတို့အရန်တော့သူတို့ချောင်းမြောင်းနေတာမောင်းလေအဲ့ဒီကနေဒီကနေအလင်းကြောက်ဝိုင်းကနေဖြတ်ပြီးမှနော်ဒါကြောင့်မို့ဒီနေ့ကျမတို့ခါလေးကျရင်ဖခင်ခင်ကကျမတို့အတွင်းထဲကနေစကားပြောတယ်နော်အခြေအနေတွေနဲ့စကားပြောပါတယ်ဖခင်ကကျမတို့ကိုအမြဲတမ်းနော်ဖခင်နဲ့တာတင်သွားမယ်ဆိုရင်အခြေအနေတိုင်းမှာပင်လေဖခင်ကကျမတို့ကို direction ကိုလည်းချိန်ပေးတယ်ဖခင်ဖြစ်တယ် hallelujah hallelujah တင်တို့မိဘတွေတမန်တရားမသိတဲ့အချိန်တုန်းကဘလောက်ပဲနင်ကတော့ဘာဖြစ်လာမှာမဟုတ်ဘူးဘာဖြစ်လာမှာဘလောက်ပဲပြောပါစေသူတို့ပြောတဲ့အတိုင်းဖြစ်မှာမဟုတ်ဘူးတင်တို့ရဲ့ခေါင်းဆောင်လို့ပြောတဲ့တချို့ခရစ်တော်နှလုံးသားမရှိတဲ့ခေါင်းဆောင်တွေတင်တို့ကိုကြွယ်ရမှာသူတို့နဲ့မသွားရင်ဘာမှဖြစ်လာတော့မှာမဟုတ်ဘူးနော်လုံးဝတေးလူပုံစံကစားချိန်ကောင်းချိန်လိမ့်မယ်ဒါပေမဲ့သူတို့ပြောတဲ့အတိုင်းဖြစ်မှာမဟုတ်ဘူးဟာလေလုယာတင်နဲ့ပဲဆိုင်တာဖြစ်တယ်တင်တို့ရဲ့နှလုံးသားကအဲ့ဒီအခက်ခဲကြားထဲမှာဘုရားကိုမျှော်ကြည့်တတ်ဖို့ဘုရားကိုရှာဖို့ဘုရားကကျမတို့ရဲ့ခိုးလုံရဖြစ်တယ်ဟာလေလုယာနောက်ဆုံးအနေနဲ့ကျမ2026မကြခင်ဝင်တော့မယ်2025ဆိုကြီးစုတော့ချီးမွမ်းတယ်2026မှာတင်တို့နော်အကောင်းဆုံးပဲမျှော်လင့်ပြီးသွားကြရအောင်အကောင်းဆုံးမျှော်လင့်ပြီးသွားကြရအောင်ဒါပေမဲ့အကောင်းဆုံးမျှော်လင့်ပေမဲ့အခုက rapture လဲလာတော့မှာဖြစ်တဲ့အတွက်နော်ချမ်းသာရဲ့ဒီခက်ခဲချင်းဆိုးရုပ်ချင်းတွေကလည်းပြည့်စုံလာပြီတစ်ခုပြီးတစ်ခုဆိုတော့ဘလို့အခြေအနေပဲကြုံတင်တို့မမေ့ပါနဲ့တင်တို့နဲ့အတူအေမာနွေလယေရှုဖခင်အမြင်ရှိပါတယ်စိတ်မပြတ်သွားပါနဲ့ဘဝကိုဖြစ်တယ်လို့နေလို့ရပေမဲ့ဖြစ်တယ်လို့မနေလိုက်ပါနဲ့ကိုမျောလင့်တယ်လို့မဖြစ်လာတဲ့အခြေအနေကြုံလာတဲ့အခါမှာလဲထိုဖခင်ကိုမျောကြည့်မယ်ရှာမယ်ဆိုရင်သူများဆုံးရှုံးတယ်လို့တင်တို့ကိုဆုံးရှုံးမဆုံးရှုံးစေဘူးဖြစ်တယ်ဟာလေလုယာခဏတော့ကျမတို့ကြုံကောင်းဖြတ်တန်းရလိမ့်မယ်ဒါပေမဲ့ကျမတို့ကိုအခက်ခဲထဲမှာအကြာကြီးဘယ်တော့မှမဖြစ်ထားဘူးဘယ်တော့မှသူများဆုံးရှုံးတကယ်တော့မဆုံးရှုံးစေဘူးဖြစ်တယ်ကျမကိုဗစ်တုန်းကဖခင်ကိုတာမမျောကြည့်ခဲ့ဘူးဆိုကျမသေပြီဖြစ်တယ်ဒီနေ့ဒီနေရာမှာရက်မှာမဟုတ်ဘူးရှိမှာမဟုတ်ဘူးကျမသေဖို့လောကရဲ့အရာကျမကသေဖို့ပြင်ဆင်ထားပြီးသားအမိန့်ကြပြီးသားလူဖြစ်တာဖြစ်တယ်အဲ့ဒီချိန်မှာတင်ကျမတို့လေဆူတောင်းမဲ့အချိန်မိသားစုအနေနဲ့ဆူတောင်းပေးလို့လည်းမရဘူးပလတ်စတစ်အမဲနဲ့ပတ်ပြီးမိတကြိုဆက်ထဲမှာပြစ်ထည့်တာဖြစ်တယ်ရန်ကုန်မှာကျမအရန်ကြောက်တယ်ဟဲငါကလေးနဲ့မတွေ့ဒါပေမဲ့ဘာဖြစ်လဲအဲ့ဒီကြားတဲ့အခက်ခဲကြားထဲမှာပရဲတွေကလည်းအတကုံ၆တယ်လာကြည့်မဲ့လူတွေမရှိဘူးလုံးဝစိတ်ပြက်စရာတယ်ကိုယောက်ျားလည်းကိုအားပေးနိုင်တယ်လားဆိုသူလည်းသူကိုယ်တိုင်လည်းဟိုမှာကိုဗစ် positive တော့မဖြစ်ဘူးဒါပေမဲ့သူလည်း quarantine မှာကလေးဘုံတီးလေးနဲ့ဘုံတီးကလည်းအမေနို့အဲ့ဒီတော့မှနို့ပြတ်တာလေဆိုတော့ဆရာကြီးကမပြုတ်စုတတ်တဲ့အခါမှာအဖေဆိုတော့ဝန်းနေရှော့ပိန်လေးဆိုတော့ဖီစီမှုတွေစိတ်ပြက်သိချင်းစိတ်တောင်ပေါက်တယ်ဒါပေမဲ့တေးလို့လည်းမဖြစ်ဘူးအဲ့ဒီအခက်ခဲကြားထဲမှာဘာဖြစ်လဲကျွန်မဖះကိုပဲမျောကြည့်ခဲ့တယ်ငါရဲ့ဖះငါ့ကိုဘယ်တော့မှမစွန့်ပစ်ဘူးနှုတ်ကပတ်တော်တစ်ပိုက်နဲ့သူငါ့ကိုကျွန်မကိုစကားပြောတယ်တင့်ကိုဘယ်တော့မှအဆိုးဖြစ်ဖို့ကြံစည်တဲ့ဖះမဟုတ်ဘူးတဲ့တင့်အကျိုးအဖို့အလို့ငါအရာခတ်သိန်းကိုဖះကကြုံစေတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီနေ့ကျွန်မတို့နော်ကျွန်မတို့မမျောလင့်တဲ့အခြေအနေတွေကျွန်မတို့မဖြစ်ချင်တဲ့အခြေအနေတွေမှာအရာတိုင်းမှာဖះကိုရှာတွေ့ဖို့ဖြစ်တယ်လို့အရန်ကောင်းကြီးပေးလာရင်လေ
နော်အခက်ခဲကြပြောလို့အခက်ခဲမှာပဲဖြစ်ပြီးမှအဆင်ပြေလာရင်ကောင်းကြီးရလာရင်ဖခင်ကိုမေ့ဖို့လည်းမဟုတ်ပါဘူးကောင်းကြီးရလာရင်လေကျမတို့ဖခင်ကိုပဲနံပါတ်1ထားဖို့ဖြစ်တယ်ဒီနောက်ဆုံးသောကာလမှာအာမခံချက်ပေးနိုင်တဲ့အရာထိုဖခင်တစ်ပါးပဲရှိတာဖြစ်တယ်ကျမတို့ရဲ့အရေးချင်းလုံနိုင်ခြင်းငွေရေးကြေးရေးနော်အာနာရှိသမျှအကုန်လုံးကချက်ချင်းပျောက်ကွယ်သွားနိုင်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ဒီနေ့နော်ဒီနေ့ကျမတို့ရဲ့ဘဝမှာဒီပညာရှိမင်းသုံးပါးကဲ့သို့ရှာတာဖခင်ကိုရှာပါဖခင်ကိုရှာပါနော်ဟာလေလုယာဖခင်ကိုရှာတဲ့သူတွေဖြစ်စေပါဖြစ်စေဖို့နော်ဆုတောင်းပေးတယ်